မင်္ဂလာပါစမဆိုင်ဝလောရေနာလောရေပါလေးစွာပါမိုင်းဆုံးခါငင်းရအောင်မရှက်ပေးပါဦးနော်ကွန်မန့်လေးများရေးပေးပါအောင်စမဆိုင်နော်ကဲဒီနေ့အဓိကအရေးကြီးဆုံးအရာကိုတစ်ချက်ပြောမယ်ကျမတို့အခုအမေစုရဲ့မွေးနေ့ကမ်ပိန်းအတွက်နော်အခုဆိုရင်9000ကျော်သွားပြီဒီလိုဒါကတော့8000ပြည့်ဖို့အတွက်3000ကျော်ကျန်သေးတယ်3ရက်ပဲကျန်တော့တယ်အဲ့ဒီအတွက်ကျမတို့နော်ပြည်သူပြည်သားတွေအားလုံးအမေစုမွေးနေ့ကမ်ပိန်းအတွက်အရန်ကိုအရေးကြီးလာပါတယ်နားရနော်ရှင်းလောက်မယ်အဖြစ်လို့လဲဆိုတော့ကျမတို့အမေစုနော်အခုဆိုရင်အမေစုကသူ့ရဲ့အသက်80ပြည့်နှစ်မွေးနေ့နော်အမေစုလိုအသက်မျိုးပေါ့နော်အမေစုလိုမျိုးတော်လှန်ရေးသမားနိုင်ငံရေးသမားပြောရမစို့အမှန်တရားသမားပေါ့ကျမတို့တိုင်းပြည်နဲ့လူမျိုးအတွက်မိသားစုကိုဆွန့်ပြီးတော့နော်တော်လှန်ရေးအတွက်မိသားစုအတွက်ကျမတို့မြန်မာနိုင်ငံအတွက်ရွေးချယ်ခဲ့တဲ့ကျမတို့ရဲ့နိုဘယ်ဆုရှင်ကြီးနော်တာမနီမီအသက်80နှစ်သူ့လိုမျိုးနော်မရှိသေးဘူးအဲ့ဒီအတွက်အခုချိန်ထိထောင်ကြနေတော့ပဲကျမတို့ပြည်သူတွေအတူနော်တိုက်ပွဲဝင်နေတော့အကျဉ်းထောင်ကြနေတော့ဖြစ်တယ်အဲ့ဒါကြောင့်မို့ကျမတို့ဒီကမ်ပိန်းဘာကြောင့်အရေးကြီးရသလဲတချို့မြန်မာပြည်မှာရှိတဲ့နော်ပြည်သူလူထုတချို့တွေကိုကမလုံခြုံဘူးလို့ထင်ရရင်ဘယ်လဲမပါဘယ်လိုပြောမလဲနော်ဆူတောင်းမဆုပုံမတင်ပဲနဲ့เนาะပုံမတင်မပါလဲကိစ္စမရှိပါဘူးဒါပေမဲ့အဓိကတော့ကိုယ့်ရဲ့လုံခြုံကြီးပေါ့เนาะတချို့အခုကျတော့သူတို့ပြောတယ်လုံခြုံမှုရှိတယ်ပါတယ်ပြောပြီးမှလည်းကိုယ့်ဘက်ကမသိကြဘူးဆိုရင်မပြောလဲရပါတယ်ဘာမှမဖြစ်ပါဘူးဒါပေမဲ့အဓိကเนาะနိုင်ငံခြားလုံခြုံမှုရှိတဲ့နေရာဒေသတွေကတော့ပြောစီခြင်းတယ်အမေစုကမ်ပိန်းเนาะ8000ပြည့်ဖို့အတွက်မပို့တိုင်ကိစ္စမရှိဘူးเนาะ73စက္ကန့်လေးဘယ်လိုပြောရမလဲ Happy birthday ပါအမေစု Happy birthday ပါဖွာစု Happy birthday ပါဒေါ်စု Happy birthday ပါဗလဲအမေစုပေါ့နော်အဲ့လိုမျိုးအဲ့ဒါနဲ့အစချီပြီးတော့ပြောစီခြင်းနဲ့နော်အမေစုကျမ်းမာပါစေအမေစုအသက်ရှည်ပါစေအမေစုအချုံနောင်မအမြန်ဆုံးလွတ်မြောက်ပါစေဆိုပြီးတော့အဲ့ဒီစကားလေးနဲ့ပဲတိုးလေးပဲနော်ဗီဒီယိုဖိုင်လေးရိုက်ပြီးတော့ကျမစီပို့ပေးလို့လည်းရတယ်နော်ကျမလေးစီကိုပို့ပေးပါကျမကတော့ဓာတ်ရိုက်နော်ကမ်ပိန်းတဲ့ကိုကျမပို့ပြီးမယ်ဒီနေ့ကျမပို့လိုက်တာနော်ဗီဒီယိုဖိုင်10ခုကျော်တယ်နော်အဲ့ဒီအတွက်ကျမတို့အရေးကြီးတယ်ပြည်သူတို့တချို့ကြတော့ဗလဲနိုင်ငံတကာကကိုကြီးစားမကိုနိုင်ငံအရေးကိုပဲလောက်ရမယ်ကိုပဲဗလဲစူးစမ်းရမယ်ဘာညာပြောနေကြတာပေါ့နော်ကျမပြောချင်တာကအခုလက်ရှိဒီကမ်ပိန်းကနော်ကျမတို့မြန်မာပြည်သူလူအထူးဖြင့်အမေစုเนาะအမေလျော့ခံအမေစုကိုစပီအောက်ပေးတာလဲပါတယ်အမေစုလိုမျိုးအသက်80ကိုနိုင်ငံတကာကနားပင်းတယ်နားကန်းတယ်ပြီးတော့เนาะအဲ့ဒီတစ်ချက်ကျမတို့စပီအောက်ပေးမယ်ပြီးတော့ကျမတို့မြန်မာနိုင်ငံပြည်သူလူထုတွေအခုချိန်ထိစီးလုံးညီညွတ်နေသေးပဲဆိုတာကိုเนาะစီးလုံးညီညွတ်မှုအားနဲ့ပြသနိုင်ဖို့အတွက်ဒီစံချိန်မီနော်ဂင်းနေပေါ့နော်ဒီစံချိန်မီကမ်ပိန်းလေးကိုကျမတို့အရေးကြီးတာပေါ့နော်လှုပ်စေခြင်းတယ်အဲကြောင့်မို့ကျမတို့ရဲ့အဖွဲ့သားမှဖြစ်စေကျမရဲ့ပရိသတ်တွေပဲဖြစ်စေဗီဒီယိုတော်တော်လေးနော်တော်တော်လေးတချို့ပြောမတတ်ဘူးဆိုရင်အနည်းဆုံးတော့ Happy birthday ပါဖွာစု Happy birthday ပါအမေစု Happy birthday ပါဖွာစုအဲ့လောက်ဆိုလည်းရပြီနော်တော်တော်လေးပဲကျမစီကိုပို့ပေးပါကျမပြန်ပြီးတော့เนาะအဲ့ဒီသူ့ရဲ့လင့်တွေကိုကျမဓာတ်ရိုက်ပြန်ပို့ပေးမှာဖြစ်ပါတယ်เนาะအဲ့ဒါကြောင့်မို့အဲ့ဒါအရေးကြီးပါတယ်3ရက်ပဲကြံတော့တယ်ပြီးတော့ဒီနေ့16 19 18 19 3ရက်ပဲကြံမှာတော့တယ်အဲ့ဒီ3ရက်ကိုเนาะကျမတို့အမြန်ဆုံးပြည့်ဖို့အတွက်เนาะဓာတ်ဗီဒီယိုလေးတူလေးရိုက်ပေးပါเนาะဥပမာကျမပြမယ်เนาะပြမယ်ခဏလေးဒါနမူနာပေါ့နော်ဒါကျမတို့အဖွဲ့သွားတွေရဲ့ရိုက်ထားတဲ့ဗီဒီယိုဖိုင်
ဒီမှာကလေးလေးကအစချစ်စရာလေးမကြည့်နော် Happy birthday Papa Shi အဲ့ဒါဆိုရပြီအဲ့ဒါဆိုလဲကျမတို့အမေစုအဖွားစုနော်အမေစုအတွက်ကျမတို့စုတောင်းကံပေးပြီးမြောက်ပါတယ်နော်အကြောင်းပို့လာပေးပါကျမစီကိုပို့လာပေးပါမြင်များကျမပို့ပေးမယ်နော်ပို့မတတ်မှမပူနဲ့ဒီစုတောင်းပေါ့နော် Happy birthday ပါမေစုကျမ်းပါပါစေမေစုတက်ရတော့ရှိပါစေအမေတို့လည်းတော့ပြပါစေ အဲ့လောက်ပဲတော်လေးနော်အဲ့ကြောင့်မို့ပြောမရဲဘူးမပြောမတတ်ဘူးကိစ္စမရှိဘူးနော်မပို့တတ်လည်းကျမတို့လုပ်ပေးမယ်အဲ့ဒီလိုမျိုးဗီဒီယိုဖိုင်တိုလေးနဲ့ကျမတို့ကိုပို့ပေးပါနော်အဲ့လောက်ပဲများများမပြောလဲကိစ္စမရှိဘူး तू က73စက္ကန့်မယ်73စက္ကန့်နဲ့မပို့စီနဲ့ပေါ့နော်အဲ့ဒါအဓိကပထမဦးဆုံးအဓိကအရေးကြီးတယ်ပို့လာပေးပါနော်ပြီးတော့အခုကျမတို့မနေ့ကအမေစုကန်ဆမ်းမယ်ဗလဲမဲနိုင်ပြီးသွားပြီเนาะကန်ထူးရှင်လဲ17ရောက်ကန်ထူးရှင်17ရောက်ပေါ်လာပြီဒီညကန်ထူးရှင်နာမည်ကိုကြီးညာမယ်เนาะပြီးတော့ကျမတို့ဒီနေ့16ရက်ဘသူတထေးလောင်းတွေဖြစ်ကြတယ်လေပေါ့ဒီပကျမတို့เนาะပြီးတော့အမလူမှုကူရေးဖွဲ့မှာထီလာဝယ်တဲ့ထီကန်ထူးရှင်ကတော့နှစ်တွဲပဲပေါက်ပါတယ်တတွဲကတော့4000เนาะ3လုံးတိုက်တတွဲပေါက်တယ်2လုံးတိုက်တတွဲပေါက်တယ်အားလုံးဘယ်လောက်ဆိုတော့4000 8000ရဲ့4000ရဲ့ပေါ့နော်1000ကျော်ပဲပေါက်ပါတယ်ဒါပေမဲ့ကိစ္စမရှိဘူးပြည်တို့နော်ကျမတို့မျိုးလင့်ချက်ဒီအပတိုင်းနေရှိပါတယ်နော်အဲကြောင့်မို့စိတ်ဓာတ်မကြနဲ့ကျမတို့ຫນွေဥတော်လန်ရေးကဘယ်လိုပဲဖြစ်နေပါစေနော်ဒီຫນွေဥတော်လန်ရေးကြာလီရေပေါ်စီတွေပြောမှဆိုရင်အဖြူအမဲအတုအယောင်အတုအစစ်ပို့ပြီးတော့ကွဲပြားလီပဲပြည်သူတို့နော်မနေ့က CRPH လို့တော့ကိုယ်စလဲနော်ယာယီအမျိုးသားယာယီအစိုးရမြို့လို့တော့ကိုယ်စလဲ and CRPH ကထုတ်တဲ့ CDM non CDM ကိုဥပဒေ non CDM ရဲ့ဥပဒေကိုပြဋ္ဌာန်းတဲ့နေရာမှာအခုပေါ်လာပြီပြည်သူတို့နော်non CDM ကိုဥပဒေနဲ့မလုပ်လို့ရှိရင်ကျမတို့ຫນွေဥတော်လန်ရေးကဒီလိုပြတ်သားမှုမရှိလို့ရှိရင်ဘယ်လိုမှနော်တော်လန်ရေးကဘယ်လိုပြောမလဲပြတ်သားတဲ့အဖြေကိုထွက်မှာမဟုတ်ဘူးပြီးတော့ non CDM တွေကြောင့်တော်လန်ရေးကကြန့်ကြာနေတာအဲ့ဒါအဓိကနော် non CDM တွေဆိုတာသူတို့သာနော်ပြတ်သားခဲ့လို့ရှိရင်မင်းလို့မင်းအောင်လိုက်ဒီလောက်ထိအသက်ရှင်မှာမဟုတ်ဘူးအဲကြောင့်မို့သူတို့မှလည်းအပြစ်ရှိပါလေဥပမာပြောပြမယ်နော်ရခိုင်မှာဆိုဘယ်လောက်ထိပြတ်သားလဲရခိုင်မှာဆိုရင်နောက်ဆိုရခိုင်ပိတ်လိုက်တယ်နော်ရခိုင်ကပိတ်ဆို့လိုက်တယ်စစ်ဗျူဟာလောက်တဲ့ခါကျရင်ပိတ်ဆို့တယ်မင်းတို့အလေးဝင်တာမင်းတို့ကိုနောက်ဆုံးအခွင့်အရေးပေးခြင်းပဲမင်းတို့အခွင့်အရေးကိုမယူဘူးဆိုရင်ငါတို့ကိုအစိုးမစုံနဲ့နော်မင်းတို့ကိုပြောပြီးသားမင်းတို့မယူဘူးဆိုရင်မင်းတို့ခိုက်တယ်မင်းတို့ကန့်မယ်အဲ့လိုမျိုးပြသားလှုပ်လို့ရခိုင်ကအခုစစ်ရေးနိုင်ငံရေးပြောမစစ်ရေးအောင်မြင်နေတာဖြစ်တယ်နော်အဲ့ဒါကြောင့်မို့သူရပြောရင်ပြောသလိုပြတ်တယ်အခု CRPH ကထုတ်လိုက်တဲ့ဥပဒေကိုကန့်ကွက်နေတဲ့လူကိုကြီးလိုက်လို့ရှိရင်ဘာကဖအဖွဲ့ဒီဘလဲမျိုးဆက်88ကျောင်းသားလို့ပြောမလားနော်ဘာကဖကျောင်းသားအဖွဲ့ချုပ်လားဘာအဖွဲ့ချုပ်လဲနော်ကြည့်လိုက်လို့ရှိရင်ဂျင်လီတွေကြီးပဲဒီဂျင်လီတွေသာတော်ခဲ့လို့ရှိရင်ຫນွေဥတော်လန်ရေးဆိုတာပေါ်လာစရာအကြောင်းမရှိဘူးနော်ဂျင်လီတွေမပြတ်သားခဲ့လို့အဲကြောင့်ຫນွေဥတော်လန်ရေးဆိုတာပေါ်ပေါက်လာတာအဲ့ဒီတော့ဒီဂျင်လီတွေအခုချိန်ထိမပြတ်သားဘူး CDM ကိုနော် CDM ကိုဒီလိုဥပဒေထုတ်လို့သူတို့တွေကCRPH ကိုဖိအားပေးတယ် CRPH ကိုအပြစ်ပြောတယ်နော်အဲ့ဒါကြောင့်မို့ပြသားသင့်ပြီအဲ့ဒီဘာကဖចောင်းသားတွေသာတော်ခဲ့လို့ရှိရင်ຫນွေဥတော်လန်ရေးဆိုတာလဲရှိလာမှာမဟုတ်ဘူးသူတို့သာတော်ခဲ့လို့ရှိရင်နှစ်80ကျော်ဆိုတဲ့ကျမတို့ရဲ့ပြည်တွင်းစစ်ကြီးရှေ့ကြမှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့ဘ
ဘာကဖကျောင်းသားတွေအနေနဲ့နော်ဘလဲလူငယ်မျိုးဆက်ဖစ်တွေကိုအခွင့်ရေးပေးပါနော်လက်ရှိမှာကျမတို့ຫນွေဦးတော်လန်ရေးဘာကြောင့်ရှေ့ကိုမသွားဘဲနဲ့ဒီတိုင်းပဲဒစ်လဲနေရတာလေအဓိကလက်ရှိနော်ဒီဘာကပဂျင်လီတွေကဘာကပမဟုတ်နော်တခြားအဖွဲ့အစည်းချင်းလီတွေအများစုကစေကနေပိတ်ပြီးတော့ကန့်လန့်လုံနေလို့တော်လန်ရေးကြာနေတာဖြစ်တယ်အဲ့ဒါကြောင့်မို့နော်အခုလက်ရှိ NUG CRPH ERO တကယ်ပြတ်သားတဲ့ ERO တွေနော်လောက်ရကိုဘာကတာအနေနဲ့တော်လန်ရေးအောင်မြင်ခြင်းနဲ့ဆိုရင်ကန့်လန့်လုံခြင်းစေကနေတားဆီးခြင်းနော်ဘိုးဆောင်ရှောင်ကျင်ပေးပါလို့မိတ္တရခံခြင်းပါလေຫນွေဦးတော်လန်ရေးကြာလေကျမတို့ပြည်သူလူထုကပို့ပြီးတော့စိုးကြိုးနဲ့ကြုံရလေပဲအဲ့ဒီအတွက်နော်ပြည်သူတွေကိုငဲ့ညာရင်ဘာကဖအနေနဲ့နော်ဘလဲနောက်ဆုတ်ပြီးပါလို့မိတ္တရခံခြင်းပါလေဒီကောင်းနေရှယ်လောက်ခဏလေးဝိုင်းရှယ်ပေးပါဦးနော်တကယ်လို့ CDM သမားတွေကိုဘာဥပဒေမှမထုတ်လို့ရှိရင်ဒါဆိုရင် CDM လောက်တဲ့နော်လောက်တဲ့တော်လန်ရေးသမားတွေသူရဲကောင်းတွေအတွက်ဘာမှနော်ဘယ်ပြောမလဲသူတို့တွေအတွက်ကတော့ဒီ CDM နဲ့သူတို့နဲ့အခွင့်အရေးဒန်းတူရပြီဆိုရင်ဒါဆိုရင်ဘာထူးလဲ CDM လောက်တယ်ဘာထူးလဲအဲ့ဒီအတွက်နော်ဥပဒေဆိုတာထုတ်သိနေဒါမှအဖက်ပေးဘယ်လဲအဖက်ပေးတယ် CDM သမားတွေနော်မိသားစုအရေးစီးပွားရေးလူမှုရေးသူတို့မှာရှိတဲ့သိက္ခာတွေအကုန်လုံးနော်ဒီတော်လန်ရေးအတွက်ပုံအောပြီးတော့ကိုရဲ့နော်ကိုဂျိုးကိုစွန့်ခဲ့တဲ့ CDM သမားတွေအတွက်ကတော့ဒီဘာကပါတွေပြောသလိုပေါ့နော်ဘာကသားတွေပြောသလိုမျိုးလုံမယ်ဆိုရင် CDM လုံလည်းဘာမှမထူးဒါဆိုအဲ့လကားပဲဖြစ်သွားမှာပေါ့နော်အဲ့ဒါကြောင့်မို့ဂျင်လီတွေပြောရတာနော်ဂျင်လီတွေအများစုကကိုဂျိုးတွေကြီးပဲကြည်နေကြတယ်ယာဒူးအာနာသူတို့ယာဒူးအာနာပျောက်သွားမှာသူတို့အတော်ကြောက်နေကြတယ်အဲ့အတွက်ပြပါသင့်ပြီနော်အခုပြည်သူတို့ဒီနေ့မွန်ပြည်နယ်ကသတင်းကြေညာတယ်သူတို့လည်းဒီကရင်နဲ့ထူးမချာနာပဲကရင်ကလည်းမအားလားကိုစန့်ကျင်မဲ့ရွေးကောက်ပွဲကိုလက်မခံဘူးပါညာသူတို့ပြောနေပေမဲ့လက်တွေ့မှာမအားလားအုပ်ချုပ်ရေးရန်လျားကိုသူတို့မဖြက်စည်းနိုင်ဘူးအဲ့ဒီအတွက်လက်တွေ့လောက်ရကပို့ပြီးတော့သဘောဝကြပါလိမ့်နော်ကျမတို့ယုံကြည်စရာအကြောင်းမရှိဘူးသူတို့ဘလို့ပဲပြောမအားလာကရွေးကောက်ပွဲကိုတရားဝင်ရွေးကောက်မှာမဟုတ်ဘူးလေမအားလာကပြိုင်ပဲမရှိသူ့မှာနော်နိုင်တဲ့မင်းကသူ့မှာရှိပြီးသားအဲ့အတွက်မင်းတို့ကလေတန်ကောင်းဟစ်ပြီးတော့မအားလာရွေးကောက်ပွဲကိုလက်မခံဘူးပြည်သူတွေရွာသားတွေနဲ့လက်မခံဘူးသူက2020ရွေးကောက်ပွဲနော်2015ရွေးကောက်ပွဲလိုမျိုးပွင့်လင်းမြင်သာမှုနဲ့ရွေးကောက်မှာမဟုတ်တာနော်အဲ့ဒါကြောင့်မို့ဒီမွန်ပြည်နယ်ကစကားတွေဒီကရင်တွေကစကားတွေနော်ကရင်ကပြောတဲ့စကားတွေမွန်ကစကားတွေကို
မယုံကြည်နေပြီသူတို့အခုကြည့်မွန်ပီပဒိန်ရင်ရေးဆွဲရံနဲ့ရွေးကောက်ပွဲကိုစန့်ကျင်ရန်ဆုံးဖြတ်တယ်သူတို့ပဒိန်ရင်ရေးဆွဲမယ်တဲ့သူတို့ကမော့ဘယ်လဲရွေးကောက်ပွဲကိုစန့်ကျင်မယ်သူတို့ကပါးစပ်နဲ့ပဲစန့်ကျင်တာလက်တွေ့မွန်ပီနဲ့မှာမအေးလို့မင်းအောင်လိုင်ရဲ့အုပ်ချုပ်ရေးရန်တရားကိုသူတို့လက်ခံနေသရွေ့သူတို့ကပါးစပ်နဲ့ပဲစန့်ကျင်တာပါးစပ်နဲ့ပဲတိုက်နေတာလက်တွေ့မြေပြင်မှာမအားလာကိုလောကမဆန့်ကျင်ကြဘူးအဲကြောင့်မို့အပြောနဲ့လက်တွေ့ကိုပြည်သူကပိုယုံကြည်တာနော်မင်းတို့အဖန်ကောင်းဟိပြီးတော့လေကောင်းဟိပြီးတော့ပြည်သူတွေကိုဂျင်းထက်ဖို့မကြိုးစားနဲ့နော်အခုကရင်ပြည်နယ်မှာမနေ့တနေ့ကအဲ့ဒီဖန်အံမြို့ထောင်ရုံးမှာစူပူမဟုတ်ဘူးဗလဲသူတို့ထောင်သမားတွေကိုဖမ်းတော့ညင်ပန်းနှိမ့်ဆက်နေတယ်ပြောတယ်ဒါပေမဲ့ကရင်ပြည်နယ်ကအကြီးကဲတွေအကောက်လုံးကိုကြီးလိုက်လို့ရှိရင်ဘယ်အကြီးကဲကမှဒီကျမတို့တော်လန်ရေးနော်တော်လန်ရေးသမားတွေထောင်သမားတွေကိုစပီအောင်လုပ်ပေးဖို့အသံထွက်ပေးဖို့တကောင်းမှပါစမပါကြဘူးတိုက်နေတယ်လက်ရှိကရင်ပြည်နယ်နယ်စပ်မှာသူတို့တိုက်နေတယ်ဘာအတွက်လဲသူတို့ကိုဂျိုးအတွက်ပဲလေဒီနယ်စပ်စီးပွားရေးအကုန်လုံးကိုသူတို့ထိချုံနိုင်ရင်ဒါသူတို့အတွက်ပဲလေပြည်သူလူထုကတော့ပြည်သူသသိငသိမှရင်ပြီးရောသူတို့နဲ့မဆိုင်ဘူးအဖွဲတာများတာပြည်သူလူထုရဲ့ဒုက္ခပြည်သူလူထုရဲ့နော်လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲကိုဘယ်လက်နဲ့ကင်သမားတွေကမှမကူညီမဖြေရှင်းနိုင်ဘူးအဲ့ဒါလက်ရှိအမှန်တရားနော်အဲ့ဒါကြောင့်မို့ပြည်သူတွေကိုမင်းတို့ဂျင်းထဲလို့မရတော့ဘူးဒီຫນွေဥတော်လန်ရေးကလည်းအမျိုးသားတော်လန်ရေးမဟုတ်ဘူးမင်းတို့ဘလောက်ပဲဗမာလူမျိုးရေးကရင်လူမျိုးရေးမင်းတို့ဘလောက်ပဲသွေးခွဲနော်ကျမတို့လူထုကတော့မင်းတို့ဂျင်းထဲကိုဘယ်တော့မှမပါတော့ဘူးမဆက်ပြပါဦးနော်ဒီရွေးကောက်ပွဲကတရားမျှတမှုမရှိဘူးတဲ့အပြောကောင်းတယ်ပြည်သူတို့ဒီမိုကရေစီနဲ့ဖက်ဒရယ်အရေးအတွက်အကျိုးဖြစ်မှာမဟုတ်ဘူးဆိုတာကိုပြည်သူကိုပညာပေးမှုတွေလုပ်သွားမယ်တဲ့မင်းတို့ကအပြောနဲ့ပဲလုပ်တော့လက်ရှိမအားလာအုပ်ချုပ်ရေးကိုမင်းတို့မဖျက်ဆီးနိုင်ရင်ဘလို့လို့ဖက်ဒရယ်ဒီမိုကရေစီနဲ့သွားလို့ရမှာလဲညို့တွေမသိမ်းနိုင်ဘူးစခန်းတွေမသိမ်းနိုင်ဘူးဆိုရင်ဘလို့မှလုပ်လို့မရဘူးနော်မင်းတို့ကမအားလာကိုမမောင်းထုတ်ပဲနဲ့ဘလို့လို့နော်မင်းတို့ပဒိန်ရင်မွန်ပဒိန်ရင်မင်းတို့ဖန်တီးမယ်ဘာရမလဲဘာမှမရဘူးမအားလာအုပ်ချုပ်ရေးမပြတ်သရွေ့အဲ့ပြည်သူတွေကိုဂျင်းထဲတာပြည်သူတွေကိုအယုတ်သွင်းတာပါးစပ်နဲ့အယုတ်သွင်းတာနော်ပြည်သူတွေကသူတို့ကိုယုံကြည်မှုရှိလို့ရှိရင်နော်သူတို့ကိုထောက်ခံမယ်ဆိုရင်ပေါ့သူတို့ကမအားလာတော့အချိန်ဆွဲပေးလို့ရမယ်လေဒါပေမဲ့မြေပြင်မှာအခုချိန်ထိနော်တနင်္သာရီတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်ဒီသုံးခုကိုမအားလာအုပ်ချုပ်ရေးရန်တရားလောဝမပြည့်ပြည့်သေးဘူးပိုဆိုးတာက KNU ဥက္ကဋ္ဌကပြောသွားတယ်လေကော်သူလေနိုင်ငံနဲ့သွားဖို့ဟာခေတ်သီကအမှန်တရားတင်တော့ခေတ်သီကိုသူတို့ဗလဲပြည်သူတွေရဲ့ဝေဖန်မှုတွေမြင့်တက်လာတော့သူတို့မခံနိုင်ခေတ်သီကိုအပြစ်တင်တယ်ဒါမှခေတ်သီပဲတင်တာမဟုတ်နော်သတင်းတိုင်းတင်တယ်လက်တွေ့ KNU ဥက္ကဋ္ဌခွဲထူးဝင်းကိုတိုင်ဗဇဖျားကပြောသွားတာလေကော်သူလေနိုင်ငံနဲ့သွားဖို့အတွက်အဲ့ဒါကိုမင်းတို့ကစင်ကြေပေးပြီးတော့အရင်တော့ကပြောခဲ့တာတွေပြောလိုက်လိန်ညာလို့မရတော့ဘူးနော်အဲ့ကြောင့်မို့နောက်တစ်ခုကနိုင်ငံတကာဖန်ဒမန်တွေကိုလည်းစကားကျင်းပမယ်
ကျင်းပမဲ့2025ရွေးကောက်ပွဲကိုအတိအမှမပြုတ်ဖို့နဲ့မကူညီဖို့သန္တမန်နီလန်အရာလှုပ်ဆောင်သွားဖို့ရှိတယ်တဲ့ဘယ်သန္တမန်မှသူ့ကိုနော်သူ့ကိုမထောက်ခံဘူးအာဆီယံတရုတ်ရုရှားအာနာရှင်နိုင်ငံကလွဲရင်သူတို့အချိန်ဆွဲပေးနေတာဒါဆိုရင်ဒီမအားလာအုပ်ချုပ်ရေးရန်တရားကိုသူတို့မဖျက်ဆီးဘဲနဲ့မအားလာရွေးကောက်ပွဲကိုစန့်ကျင်မယ်ဆိုပြီးတော့အချိန်ဆွဲပေးပြီးတော့မအားလာအုပ်ချုပ်ရေးမအားလာရဲ့ရွေးကောက်ပွဲအထိသူတို့အချိန်ဆွဲသွားဖို့အခြေအနေမှာရှိနေတယ်မအားလာအုပ်ချုပ်ရေးအခုသူတို့ပြောတော့မအားလာအုပ်ချုပ်ရေးမအားလာရွေးကောက်ပွဲကိုစန့်ကျင်ဖို့ပဲစန့်ကျင်ုံနဲ့မရတော့ဘူးမအားလာအုပ်ချုပ်ရေးပြက်ပြားအောင်လုပ်ရမယ်ကဲဆွေမွန်တို့ရေဆွေကရင်တို့ရေနော်ပြည်သူတွေကိုဂျင်းမထဲနဲ့တော့တွေးလာမွန်ပြည်နေသူတို့ရမညမြေလားဘာမြေလားအဖေါ်ဒီပေါင်းပြီးတော့အာနာစင်ကိုအမြင့်ပြတိုက်ရမယ်အပြောပဲရှိတယ်လက်တွေ့အကောင့်ထဲမဖော်နိုင်ဘူးဟုတ်တယ်လေအခုသူတို့ပြောတဲ့ပုံစံကမလာအချုပ်ကြီးကိုသူတို့စန့်ကျင်မယ်ဟာမလာမဲဘလဲရွေးကောက်ပွဲလှုပ်တဲ့အထိသူတို့ကစန့်ကျင်မယ်သူတို့ကဒီတိုင်းထိုင်ကြည့်နေမဲ့သဘောမလာရွေးကောက်ပွဲဖြစ်တဲ့အထိကိုသူတို့ကစန့်ကျင်မယ်ဆိုတဲ့သဘောပေါ့အခုကစန့်ကျင်ရမယ့်အဆင့်မဟုတ်တော့ဘူးမလာအုပ်ချုပ်ရေးရန်တရားကိုနော်အပိသဖြည့်ဖြစ်ရမယ့်အဆင့်ရောက်နေပြီနော်အခုအတူရောက်ရွေးကောက်ပွဲလောဝလက်မခံရင်အမေရိကန်နဲ့ဆွေးနွေးခဲ့တယ်လို့ဒေါက်တာဆဆာကပြောတယ်အခုဒေါက်တာဆဆာတို့လည်းငြိမ်မနေဘူးနော်သူတို့ဒီထက်ဘလဲစူးစမ်းတယ်အမြဲတမ်းပဲသူတို့စူးစမ်းတယ်ဦးကျော်မိုးထွန်းလဲစူးစမ်းတယ်စူးစမ်းပြီးတော့စပီအောင်လုပ်ပြီးတယ်အခုဒီအမေစုကမ်ပိန်းမှာနော်ကမ်ပိန်းမှာအရေးကြီးတယ်တချို့ကြတော့ဒီကမ်ပိန်းလုပ်လဲဘာမှမထူးဘူးနိုင်ငံတကာကငါတို့မြန်မာနိုင်ငံကိုသူတို့စိတ်မဝင်စားဘူးဘာညာညာပြောနေပြီမဲ့ဒါကျမတို့ဒီကမ်ပိန်းလုပ်လို့အကျိုးမရောက်ပါဘူးเนาะကျမတို့ပြည်သူတွေရဲ့စီးလုံးမှုကိုပြတဲ့အနေနဲ့ဒီကမ်ပိန်းကိုเนาะဒီကမ်ပိန်းကိုလောက်ရချင်းဖြစ်တယ်တွေ့လားအမေစုကမ်ပိန်းမွေးနေ့ပွဲစုတောင်းကမ်ပိန်းရီမန်းထားတဲ့အတိုင်း8000ပြည့်တယ်ဆိုရင်ကြည်စံဒါမြန်မာပြည်သူပြည်သားတွေဘယ်လောက်ထိဒီမိုကရေစီကိုလိုလားသလဲเนาะအမေစုကိုသူတို့ဘယ်လောက်ထိချစ်ကြသလဲဒါသူတို့အနေနဲ့နော်မကူညီနိုင်ရင်တော့မှအနည်းဆုံးတော့ကျမတို့ပြည်သူတွေရဲ့သဘောထားကိုနော်သူတို့ကိုဘယ်လဲခေါင်းလောင်းထိုးတယ်လို့မျိုးပေါ့နော်အသိပေးအချက်ပေးတဲ့အနေနဲ့ကျမတို့နိုးစော်လှုပ်စော်နိုင်ခဲ့ပြီးဆိုတာကိုကျမတို့ပြည်သူတွေဂုဏ်ယူရမှာနော်အခုအထူးသဖြင့်မြန်မာနိုင်ငံမှာလူငယ်တွေရင်ဆိုင်နေရတာကစစ်မှုမထမ်းမနေရဥပဒေကိုပြဒန်းပြီးမှစစ်ဗိုလ်ချုပ်တွေကမြန်မာနိုင်ငံမှာရှိတဲ့သားတွေသမီးတွေအကုန်လုံးကိုခေါ်ယူပြီးမှသူများသားသမီးတွေကိုသွားဖတ်ဖို့ရအတွက်သူတို့လှုပ်ရှားနေတဲ့အကြောင်းနဲ့ဒီခရီးသွားလာခွင့်ပိတ်ပင်တာဟာတကယ်တမ်းမှာခက်ခဲကရှိနေတဲ့အတွက်ကြောင့်ဒါကိုလက်လျှော့ပေါ့ပေးနိုင်ဖို့ဆွေးနွေးနိုင်ခဲ့တယ်နော်ကဲအခုအမေစုမွေးနေ့စုတောင်းဗီဒီယို92,914ကိုရောက်ပြီး10,000ပြည့်ဖို့3ရက်ပဲလိုတော့တယ်ပြည်သူတို့ဒီ3ရက်အတွင်းမှာเนาะပြဥပမာပေါ့ကျမတို့တယောက်ကိုလူเนาะကျမတို့မြန်မာပြည်သားတွေပန်း54တန်းသောပြည်သူတွေကဒီ10,000လောက်ကခေါင်းထဲတောင်ထည့်လို့เนาะခေါင်းထည့်စရာမလိုဘူးပြောမဆိုရင်တချို့မထက်တတ်တဲ့လူတွေများတယ်ပေါ့နော်အဲ့လိုဖြစ်ဖို့များပါတယ်အဲကြောင့်မို့မထက်တတ်တဲ့ကိစ္စမရှိဘူးဗီဒီယိုတူတူလေးရိုက်ပေးပါပြီးလို့စင်ကျမစီကိုပို့ပါနော်ဒီနေ့ဒီတညနေပဲကျမဗီဒီယို link
15 16လောက်ရှိတယ်ကျမပို့နိုင်တယ်နော်ပို့လိုက်ပြီအဲကြောင့်မို့ဒီနေ့15နောက်နေ့ဆိုဗီဒီယိုလေး20 30လောက်ပို့တာကျမတို့ကံပိတ်အတွက်အကျိုးပြုတယ်နော်အကျိုးရှိတယ်အဲကြောင့်မို့ကျမတို့အဖွဲ့သားတွေပဲဖြစ်နော်ဗီဒီယိုတူတူလေးရိုက်ပြီးတော့ကျမစီကိုပို့လာပေးပါနော်ဒီမှာတော်လန်ရေးကတစ်ခါအရန်ရဖို့ကောင်းတယ်နန်း CDM တွေနဲ့ပတ်သက်ပြီးမနစ်က CLVA ကပြည့်မှုပြည့်တန်အကြောင်းစာထုတ်တယ်ထုတ်ရမယ်လေမထုတ်လို့မရဘူးဒါဆိုရင်မထုတ်ဘဲနေလို့ရှိရင် CDM လောက်တဲ့လူတွေကနစ်နာတယ်နော်ကန့်ကွက်တဲ့သူကထားကန့်ကွက်တယ်နန်း CDM တွေအတွက်ဘာဖြစ်တဲ့ညာဖြစ်တဲ့ဆိုပြီးပေါ့အခုတော်လန်ရေးကာလမှာAA ထိချုံနေမိမှာ AA စာထုတ်တယ်စာတောင်ရိုးမဟုတ်ဘူးနော်ရိုးမဟုတ်နော်အာလခံပြည်သူအစိုးရအမိတ်ထုတ်ပြန်ချက်ဆိုပြီးတော့အဲ့ဒီထုတ်ပြန်ချက်အပြီးနန်းတွေအကုန်လုံးကိုမအားလာကရဟန်းရင်နဲ့ရောကားတွေနဲ့ရောအကုန်ခေါ်ထုတ်သွားတယ်နော်ចောင်းသားတွေတောင်ခေါ်သွားတာနော်မအားလာတွေကနန်း CDM နဲ့ပတ်သက်ပြီးတော့ CLPA ကိုမနေ့ကကန့်ကွက်တယ်ဆိုပြီးသူတွေအသက်မထွက်ဘူးနော်အသက်မထွက်ဘူးအခုအဲ့ဒီရခိုင်နော်အဲ့ဒီမအားလာခေါ်သွားတယ်ဒီနန်း CDM တော့ဘူးမအသက်မထွက်ဘူးအခု NUG CLPA နော်ဒီဥပဒေကိုထုတ်လာတော့အသက်ထွက်လာကြတယ်KIO KIO ကလည်းနန်း CDM နဲ့ပတ်သက်ပြီးထုတ်ပြန်တယ်နန်းတွေအားလုံးကချင်ထိချုံနမီသွားရမယ်ဆိုတာနဲ့သေးထွက်တော့တာပဲနန်းတွေအတွက်ဘာညာဆိုပြီးကန့်ကွက်မယ်ဆိုတဲ့သူတွေညှိကုန်လို့ပြောချင်တာကကျမတို့မြန်မာပြည်သားတွေကဒီမိုကရေစီနဲ့တိုင်ရက်လားကိုပြန်မေးကြည့်လိုက်နော်ငါတို့ဒီမိုကရေစီနဲ့တိုင်ရက်လားအခုနော်ဘလဲနန်း CDM တွေသူတို့ကပြသားမအားလာကိုစန့်ကျင်ခဲ့လို့ရှိရင်မအားလာအုပ်ချုပ်ရေးရန်တရားလောဝကိုရပ်သွားမှာအခုသူတို့တွေကနော်ဒီနန်း CDM မလုပ်လို့မအားလာအုပ်ချုပ်ရေးဆက်ပြီးတော့လက်ပတ်လို့ရနေတာနော်အဲ့ဒါကြောင့်မို့ကျမတို့နော် CDM အဲ့ဒီနန်း CDM ဝေဖန်ကန့်ကွက်နေတဲ့အဖွဲ့တွေကိုကျမကတော့ဒီတော့လည်းကဂျားနေမရှိဘူးနော်ဂျားနေမရှိဘူးအာနာရှင်နဲ့ပြည်သူနှစ်ဖက်ပဲရှိတယ်အဲ့ဒါကြောင့်မို့အခုဒီဘာကဖအဖွဲ့တွေကိုလည်းကျမမယုံကြည်ဘူးနန်းတွေအတွက်ဘာညာဆိုပြီးကန့်ကွက်မယ်ဆိုတဲ့သူတွေညှိကုန်လို့ချင်းပြည်နယ်မြောက်ပိုင်းရောတောင်ပိုင်းမှာရောအတွက်ချင်းလန်ကောင်စီနဲ့ချင်းပြည်နယ်တော်လန်ရဲ့အစိုးရကနန်းတွေအတွက်ထုတ်ပြန်ကြေညာချက်လေးတွေဖတ်ကြည့်ကြစေချင်တယ်အခုတိုင်းရင်းသားလက်နက်ကင်တွေကြေညာတဲ့အခါကျတော့ဘယ်သူမှမပြောရဘူးလက်နဲ့မင်းတို့ကလက်နဲ့အုပ်ငိုးတာကိုကြိုက်တာလားလက်နဲ့အုပ်ငိုးလို့ရှိရင်ကြောက်နေကြတယ်နော်တကယ်အခုNUG CRPA ကျမတို့ရဲ့ပြည်သူအစိုးရကဥပဒေအမိတ်ထုတ်လိုက်တော့နာကြတယ်အားလေးတန်းနေထွက်လာကြတယ်အကြောင်းမို့ကိုနော်ဒီမိုကရေစီနဲ့တန်ရဲ့လားလို့သေချာပြန်မေးကြည့်ပါရှင်းအောင်ပြောရရင်နော်တော်လန်ရေးကာလမှာဘယ်ဌာနနန်းတွေဖြစ်တွေ့ရင်မိအကုတ်ကိစ္စတုံးပြစ်မယ်ဆိုတဲ့သဘောမနစ်ကကန့်ကွက်တယ်ဆိုတဲ့သူတွေဘယ်ရောက်နေကြလဲမသိဟုတ်တယ်လေNUGကဒီဥပဒေကိုကန့်ကွက်တယ်သတ်မယ်ဖျက်မယ်အပြစ်ယူမယ်အရေးယူမယ်တခွမှမပြောသွားဘူးအဲ့ဒါကိုနော် NUG ကိုဖောင်းထုထိုးချနေကြတယ်တတိယအုပ်စုကအစိုးဆုံးပဲဒါပေမဲ့တိုင်းရင်းသားလက်နက်ကင်လေနော်နန်း CDM မင်းတို့လောက်လို့ရှိရင်ဘာညာလောက်မယ်ဆိုတော့တိတ်နေကြတယ်ပြောမရကြဘူး
လူသိများတဲ့ KNDF ဒုစီဦးစောကိုမာဝီတို့စိုးမိုးတဲ့ကရင်နီပြည်နယ်ကြည့်အောင်မလားကရင်နီပြည်နယ်ဂျာကာလာတော်လန်ရေးကောင်စီအစိုးရဆိုပြီးဖွက်ထားတယ်နန်းတွေနဲ့ပတ်သက်ပြီးသူတို့ဥပဒေမှာထုတ်ပြန်ကြေညာထားတယ်နော်နန်းတွေအတွက်တော်လန်ရေးကာလာရောတော်လန်ရေးအလွန်ကာလာရောပြည့်မှုပြည့်တန်တွေဘယ်ကောင်မှစောတကမတက်ရဲလို့ဟုတ်ကဲ့ဆိုပဲပြောချင်တာကတိုင်းရင်းသားနေမြေဒီမှာကြတော့သူတို့ကစောတကမတက်ရဲဘူးလက်နဲ့မဲ့နော်ဥပဒေကိုအခြေပြုတဲ့ကျမတို့ရဲ့ပြည်သူအစိုးရအားထောက်တာနဲ့သူတို့ကလေတံထွက်ပြီးเนาะအဲ့ဒါကြောင့်မို့ကိုပြန်မေးကြည့်ပါဒီမိုကရေစီနဲ့ထိုက်တန်ရဲ့လားလို့နော်အခုကြည့်ကဘာအစင်က38ကျမတို့မြန်မာနိုင်ငံเนาะတတ်မတော်ကဘာအစင်38မှာစစ်အင်အားက9သိန်းကြီးရည်လေတတ်မတော်ကြီးကိုခိုင်းချင်ရခိုင်းလို့ရတဲ့တချုပ်ကြီးတစ်ဖက်မှာလည်းအသက်80ကျော်အမေအိုတောက်ဖနာစီးတယ်ပန်းပန်တယ်လက်နဲ့တူတာဆိုလို့အတူတစ်ချောင်းတော့မကင်ဘူးသူ့ရဲ့လက်နဲ့ကအသိပညာကိုရတယ်နော်ဟုတ်လေအခုအားပါချက်ကယုံကြည်ချက်တစ်ခုမမိတ်မတုတ်တဆုံတဆိုင်မမသွားတတ်တာရဲရင်မှုနဲ့ရိုးသားမှုကတော့မိဘရဲ့အမွေအနှစ်ပဲဘာကွာတယ်လို့ထင်ကြသလဲထူပြောစရာမလိုဘူးနော်တရုတ်ကောင်စစ်ဝန်အစင်လောက်ကိုတော့ဦးကုန်းချရမတဖားနေရတဲ့သူနဲ့နော်မေလို့မင်းအောင်လိုင်ကတရုတ်လူမျိုးစုတွေ့တာနဲ့တရုတ်ကောင်စိတ်ဝင်ကိုတွေ့တာနဲ့နော်ခေါင်းနဲ့မြေကြီးထိမတပဲပြဝုံမောက်ပြီးတော့ဖားနေရတဲ့အဆင့်တကဘာလောကလေးစားရတဲ့မိမသားကဘာခေါင်းဆောင်တွေကိုကိုယ်တိုင်ခရီးကြိုပြုတ်ရတယ်လို့သွားလေရကော်စောနေခင်းပြီးဂုံပြုတ်ခံရတဲ့သူကျမတို့အမေစုနော်အဲ့ဒါကြောင့်မို့မတူရင်မတူပါနဲ့ကြည်ညိုမှုဆိုတာလောက်ယူလို့မရဘူးအဲ့ဒါကြောင့်မို့ဒီမိုကရေစီဆိုတာလည်းလောက်ယူလို့မရဘူးစစ်မှန်တဲ့နှလုံးသားကနော်လက်ခံမှဒီမိုကရေစီအစစ်အမှန်ကိုရမှာကိုနှလုံးသားကမစစ်မှန်ရင်ကိုရမယ့်ဒီမိုကရေစီကလည်းအတုအယောင်ပဲအတမို့ဆွေစစ်မကြောက်တင်နိုင်တာသင်္ကန်းကိုအရေးချုပ်ဝင်းနီးတော့မလုံအနောက်နိုင်ငံတွေရဲ့ကြုံဖြစ်မှာကိုကြောက်ကြတဲ့သင်္ကန်းအရေးချုပ်တွေကအမေရိကန်ဆိုအသိမိုးတာနော်မဘာသာဆိုပိုဆိုကျမတို့ကရင်နယ်မြေမှာဆိုရင်အာခိုလာဝါဖဲကိုကြီးဘာလဲကလာဖြူတွေကစောက်သုံးမကြဘူးကလာဖြူတွေကိုဘာညံ့မိုင်းတိုက်ပြီးတော့လူမျိုးရေးမုံတီးနော်စကားတွေပြောတယ်ဒါပေမဲ့သူတို့ကအသေးကြောက်တာနော်အဲ့ဒီအနောက်နိုင်ငံတွေရဲ့ကြုံဖြစ်မှာကိုသူတို့ကြောက်ကြတယ်အနောက်နိုင်ငံကကြုံမရှိဘူးအနောက်နိုင်ငံကသခင်နိုင်ငံပဲရှိတယ်ကြုံရှိတဲ့နိုင်ငံကအာဏာရှင်နိုင်ငံပဲနော်သူတို့စီနေတဲ့ကားဖြစ်မြန်မာနိုင်ငံကထုတ်တာမဟုတ်သူတို့စားနေတဲ့ဆေးတွေလည်းနိုင်ငံခြားကပါပဲဟုတ်ပါအမေရိကန်ကိုမုတ်တီးတဲ့အမေရိကန်ကိုရှုတ်ချတယ်ဒါပေမဲ့အမေရိကန်ထုတ်ဖုန်း iPhone တွေအမေရိကန်ထုတ်ကားတွေပစ္စည်းတွေအမေရိကန်ပစ္စည်းမှကောင်းတာတို့ပြောရမယ်ဆိုရင်လေအာနာစင်ဆိုတာမှန်တဲ့စကားကိုဘယ်တော့မှမပြောဘူးအမျိုးဘာသာကိုချစ်လုံးလို့ပါဆိုရင်ပြည်တွင်းဖြစ်နွားလဲတွေကိုစီးကြပါလားဟုတ်ပါအမျိုးတော်ချစ်တယ်ဆိုရင်ကို့အမျိုးကနော်လှုပ်တဲ့နော်ပြည်တွင်းဖြစ်တွေကိုသုံးကြပါလားဘန်တော်ဆရာနဲ့ကုဘိတော်ဆရာနဲ့ကုကြပါတော့လားပြောတော့ပြီးဟုတ်တုတ်အင်္ဂလန်ထုတ်စီးချင်ရတာနဲ့ဟုတ်ပါ
အင်္ဂလန်ထုတ်စီးဟိုဗလဲနိုင်ငံဂျာကမှကောင်းသလိုလိုနော်ဒါနိုင်ငံဂျာထွက်မျက်နာလုတ်နော်မျက်နာလောက်ပါဝါယူနေရတာကအမောအဲ့ဒါကြောင့်မို့အပြောနဲ့အဟောနဲ့မကိုက်ပဲနဲ့အာနာစင်ဆိုတာလေအပြောတစ်မျိုးအလုပ်တစ်မျိုးနော်အဲ့ဒါကြောင့်မို့အပြောနဲ့အလုပ်ကမညီကြပဲကိုမျက်ချေးကိုမမြင်ကြတဲ့မိစ္ဆာဝါဒီတွေကများကိုမျိုးချစ်ပုတ်ကိုကြီးတွေပါတဲ့ယုံစရာကောင်းလိုက်ပုံများအယူချီးပန်းတဲ့ဗျံပဒါတွေပြောနေတဲ့သူကိုကြတော့ဖယားတကာကြီးခင်များတို့ပြောတဲ့ဖယားတကာကြီးကသူ့စကားနဲ့ညီအောင်ဘယ်နှခါများလှုပ်ပြနိုင်ခဲ့လို့တော့အခုကျမတို့မဘာသာဒီဘလောက်ထိဆိုးတယ်လဲနော်ဟိုးကြီးတွေကရင်အလန်တင်ပြီးတော့ကားပေါ်မှာဟာအလန်လေးဝေ့ရမ်းတယ်ကရင်အလန်နဲ့ဖုံးကြီးနဲ့ဘာသက်ဆိုင်လို့တော့တတ်ထဲမှာတော်တဲ့တတ်တဲ့ကောင်တကောင်မှမပါလို့တတ်မတော်လို့ခေါ်တာဒါလည်းဟုတ်တာပဲနော်ပြောတတ်တယ်တနိုင်ငံလုံးစုပ်ပြတ်ဖတ်နေပြီပြဿနာရဲ့အရင်မြစ်ကိုတော့ဖြစ်မထိရဲကြပဲချီးစားတဲ့အသိဉာဏ်လေးတွေလောက်နဲ့ဖားလိုက်ရားလိုက်ကြတာကလည်းလူမြင်လို့မကောင်းဘူးလူအမိုက်တွေကြီးပဲစုမိနေကြတယ်အခုကရင်ပြည်နယ်ကိုကြည့်လိုက်လေချစ်ရတာလဲချစ်လိုက်ရတဲ့အမျိုးတွေနော်ကိုးကွယ်လိုက်ရတာလဲဟိုဗလဲကိုးကွယ်လိုက်ရတဲ့မဘာသာတွေချစ်လိုက်ရတဲ့အမျိုးတွေနော်ဟိုဗလဲဂယုဆိုင်ရတဲ့ရိုးရာတွေကဲအခုကြည့်မူကြီးစေဝါလောင်းကစားဂျာဖြန့်နဲ့ကရင်လူထုကရင်လူမျိုးရဲ့သိက္ခာကိုမထောက်ပင်နဲ့နော်ဒီတရားမဝင်မူကြီးစေဝါအကျိုးစီးပွားကိုကာကွယ်နေတဲ့မောင်ချစ်သူတို့အကြမ်းဖက်အုပ်စုကိုနော်ပြောရမစမောင်ချစ်သူတို့ဒီမအားလာရဲ့တောက်တိုင်မအားလာရဲ့တမတော်ဖြစ်တဲ့ BGF အုပ်စုကိုဝေဖန်ပြောဆိုဖို့ဝေလာဝေးနော်စိတ်နဲ့တော့မပြစ်မာရဲကြဘူးဟုတ်တယ်နော်အဲ့ဒီလိုမျိုးအစင်များပြေခြင်းတော့ຫນွေဦးကစစ်ထုတ်ပေးလိုက်ပါတယ်အမိုက်မှန်သမျှဆင်းထုတ်လို့ရအောင်ဆိုပြီးဒစိတ်တွေကတ်နေစရာတော့မလူတော့ဘူးအခုတွေ့လာတဖြည်းဖြည်းနဲ့ဟိုဗလဲရေပေါ်စီတွေစီဆိုရင်နော်ရေပေါ်စီတွေအပေါ်မှာပေါ်ပြီးတော့ရေအစ်စ်ကအောက်မှာပဲเนาะအစ်စ်အမှန်ကွဲပြားနေပြီတွေ့လားအခုဘာကဖတ်လားဘာကဖတ်เนาะဘာကဖတ်စိတ်ဓာတ်တော့မှအခုအကလုံးပေါ်သွားပြီကဲနော်ဒီညကျမနည်းနည်းဟိုစကားဘယ်လိုပြောမလဲဆောင်းပါးနည်းနည်းပြောမယ်နော်ဒီညစကားများများတိတ်မပြောဖြစ်ဘူးဘာဖြစ်လဲဆိုတော့ကျမဟိုလောက်ကြလေးတွေရှိတယ်နော်ပြီးတော့အလူကန်ထူးရှင်နာမည်ကိုလည်းကြီးညာအောင်မယ်နော်အဲကြောင့်မို့အခုအီရန်နော်အီရန်နဲ့အစ္စရေးကိစ္စမှာကြမ်းလိုက်တာသူတို့နိုင်ငံလုံးကြမ်းလိုက်တာကျမလေးတိုင်ငန်းစာတစ်ခုရတယ်။ဘာတိုင်ငန်းစာလဲဆိုတော့အဲ့စတော့ကအီရန်နဲ့အစ္စရေးကသူတို့နိုင်ငံချင်းအယမ်းကိုချစ်ကြတယ်အယမ်းကိုရိုင်းပင်ကူညီခဲ့ကြတယ်ဒါလေသူတို့အီရန်ဘယင်ရှိတဲ့အချိန်တုန်းကပေါ့နော်ကျမနာမည်မမှတ်မိတော့အီရန်ဘယင်ရှိတဲ့အချိန်တုန်းကတော့နော်အီရန်ကရေနံအီရန်နိုင်ငံကရေနံထွက်တယ်အစ္စရေးကနီးပညာထက်မြက်တယ်နီးပညာတိုးတက်တဲ့အတွက်နော်အီရန်ကဟိုအစ္စရေးကိုရေနံကူညီတယ်လို့နော်
အစ္စရေးကလည်းအီရန်ကိုနီးပညာတွေပံ့ပိုးပေးတယ်သူတို့အချင်းချင်းအရန်ကိုနော်ရင်းနှီးချစ်ခင်ခဲ့ကြတယ်နောက်ဆုံးအဲ့ဒီဘရင်မရှိတဲ့နောက်ပိုင်းမှာလူသစ်ထွက်လာတယ်အဲ့ဒီဘရင်နေရာမှာပြောမှဆိုအဲ့ဒီအကြီးကဲနေရာမှာလူသစ်ထွက်လာတယ်အဲ့ဒီထွက်လာတဲ့လူကအမျိုးသားရေးအစွန်းရောက်ပြီးသူတို့ဘာသာရေးအစွန်းရောက်ဖြစ်သွားတယ်အဲ့ဒီအစွန်းရောက်ကနေပြီးတော့ဒီနေရာကိုဝင်ယူလိုက်တဲ့အတွက်ခုနကတော့နီးပညာတွေနော်အစ္စရေးကထောက်ပံ့လိုက်တဲ့နီးပညာတွေကိုသူတို့ကယူပြီးတော့ကိုအင်အားတိဆောက်တယ်အင်အားတိဆောက်ပြီးတော့သူတို့ကိုဂျိုးအတွက်သူတို့အာနာတိမြဲဖို့အတွက်နော်သူတို့အစ္စရေးကိုဗါလဲနောက်ွယ်ကနေအာနာရှင်တွေကိုသူတို့ကထောက်ပံ့ပေးပြီးတော့နော်ရန်တိုက်ပြီးတယ်ပြောမယ်ဆိုရင်အဲကြောင့်မို့အစ္စရေးကလည်းသူကဒီမွတ်စလင်နိုင်ငံတွေပေါ့နော်မွတ်စလင်နိုင်ငံဂျားမှာနေရတဲ့အတွက်သူလည်းပါဝါအင်အားကြီးအောင်သူတည်ဆောက်ရတယ်သူပါဝါအင်အားကြီးမှသူပါဝါအင်အားကြီးလို့သူနေနိုင်တာလေကျွန်မအဓိကမိမောင်းထိုးချင်တာကနော်အခုအရင်တော့သူတို့နိုင်ငံချင်းကဘယ်လောက်ထိချစ်ကြဘယ်လောက်ထိတိုးတက်ကြတယ်ပေါ့နော်ချစ်တယ်နီးပညာဖလှယ်တယ်နောက်ပြီးတော့ရည်နံတွေဖလှယ်တဲ့အတွက်သူတို့နိုင်ငံကအရန်ကိုတိုးတက်ခဲ့တယ်ကထားရတာမောနေလို့လားတပုံမှလည်းသူကတာမထွေရဘူးကားတယ်လေမဟုတ်မကပြီမတချင်းဆိုတာအားကောက်တယ်နော်ဒါလည်းဘာလို့အဲ့ဒါခုနတော့ဆက်ပြောမယ်နော်အဲ့ဒီခေါင်းဆောင်ကောင်းလို့ရှိရင်တိုင်းပြည်တိုးတက်တယ်ပြည်သူပြည်သွားတွေအေးချမ်းတယ်အဲ့ဒီချိန်တော့ကသူတို့တိုင်းပြည်တိုးတက်တယ်နော်ချမ်းသာတယ်အေးချမ်းတယ်ဒါပေမဲ့ဒီအမျိုးသားရေးအစွန်းရောက်ခေါင်းဆောင်ဖြစ်လာတဲ့အချိန်မှာတို့လားသူတို့တိုင်းပြည်ကဖယိုဖယဲဖြစ်ပြီးတော့သူများနိုင်ငံနဲ့မတည့်တော့ဘူးမတည့်တော့အခုတို့လားမတည့်တော့ပြဿနာဖြစ်ပဋိပက္ခဖြစ်ပြီးတော့အခုအစ္စရေးကနော်သူကနီးပညာအားကောင်းတဲ့အတွက်အီရန်ကိုနော်အီရန်နိုင်ငံကိုသူပြစ်နိုင်တယ်ပြစ်မှအဓိကပြစ်မှကိုနော်ပြစ်နိုင်တယ်ဒါတောင်မှဒီအီရန်နိုင်ငံကိုပြစ်ဖို့အတွက်ဂျားထဲမှာနိုင်ငံ6နိုင်ငံလောက်ကိုဖြတ်ကြုံရတယ်နော်အဲ့ဒါကြောင့်မို့သူဒီလောက်6နိုင်ငံဖြတ်ကြုံတော့မှပြစ်မှတက်တက်ကိုထိတာအဓိကပြောချင်တာကကိုအဓိကနော်ကိုရွေးချယ်တဲ့ခေါင်းဆောင်ကအဓိကခေါင်းဆောင်ကောင်းလို့ရှိရင်လေသစ်ပင်ရိတ်ကောင်းလို့ရှိရင်ငှက်တစ်ပေါင်းနားနိုင်တယ်လို့အခုခေါင်းဆောင်ကောင်းရွေးနိုင်လို့ရှိရင်တိုင်းပြည်အေးချမ်းတယ်တိုင်းပြည်ပါရတယ်ချမ်းသာတယ်အခုကြည့်နော်အဲ့ဒီဒီမိုကရေစီခေါင်းဆောင်ကိုသူတို့ပယ်ထုတ်လိုက်ပြီးတော့နော်ပြောမယ်ဆိုရင်အဲ့ဒီအဆုံးရောက်တက်လာတဲ့အခါကျတော့ပဋိပက္ခဖြစ်ပြီးတော့အခုဆိုရင်ကြည့်ပြည်သူတွေအများအပြားဒုက္ခရောက်တယ်ဒါပေမဲ့တချို့ပြောတယ်အခုအစ္စရေးတိုက်တာတချို့အီရန်ပြည်သူတွေကဝန်ပါတယ်ဘာဖြစ်လို့လဲသူတို့ကလည်းဒီမိုကရေစီလိုချင်တာလေနော်ဒီမိုကရေစီစဉ်းစားကြည့်ပေါ့အာဏာရှင်နိုင်ငံတွေဆိုတာဘာမှလုပ်လို့မရဘူးနော်အဲ့ဒါကြောင့်မို့အဓိကခေါင်းဆောင်ကောင်းရွေးတက်ဖို့လုပ်တယ်ကျမအဓိကပြောချင်တာကရင်ပြည်နယ်ကလက်ရှိဦးဆောင်နေတဲ့ခေါင်းဆောင်ကတကောင်းမှမကောင်းဘူးအဲ့ဒီအတွက်ဒီခေါင်းဆောင်တွေကိုကျမတို့အကုတ်ဖြုတ်ချပြရမယ်နော်ဖြုတ်ချပြရမယ်အခုကြည့်ထောင်တွင်းမှာပြည်သူတွေဗလဲကျမတို့ရဲ့တော်လန်ရေးခေါင်းဆောင်တွေရှိသူတော်လန်ရေးသမားတွေရှိတယ်တော်လန်ရေးသမားတွေကိုနိုင်ငံရေးကိစ္စနဲ့ထောင်ကျနေတယ်နော်လူသတ်တာမဟုတ်ဘူးနော်နိုင်ငံရေးနဲ့ထောင်ကျနေတဲ့ကျမတို့ရဲ့ထောင်သမားတွေကိုညှဉ်းပန်းနှိပ်စက်ကလူပြုတ်နေတဲ့နော်ဒီဖက်စစ်အကြမ်းဖက်တွေကိုသပိတ်မှောက်ဖို့ပြီးတော့စန့်ကျင်ဖို့နောက်ဆုံးနော်စကားလေးနဲ့တော့မှဘယ်လိုပြောမလဲဝိုးကြည်တန်းကြည်ပြောဖို့တော့မှကျမတို့ကရင်ခေါင်းဆောင်တွေတကောင်းမှစပိအောင်မလုပ်ပေးနိုင်တာအံ့ဩတယ်နော်ဒါကိုမျိုးချစ်ပါတယ်လူမျိုးချစ်တယ်နော်ပြောပြီးတော့ဆောက်ရှက်မရှိပြောရတဲ့ပါစ
ကယ်ယုံဖို့ကောင်းတယ်အဲ့ဒါကြောင့်မို့အဓိကခေါင်းဆောင်ရွေးမမားဖို့လိုတယ်ပြည်သူတို့နော်ခေါင်းဆောင်ရွေးမားလို့ရှိရင်တော့တိုင်းပြည်ကတော့ဗာလဲပြည်သူတွေကတော့နော်အဓိကတော့ပြည်သူတွေပေါ့ပြည်သူတွေကတော့မြေစာပင်ဖြစ်ပြီးတော့ပြည်သူတွေအများအပြားအသက်ပေးနေရတာနော်အဲ့ဒါကြောင့်မို့ခေါင်းဆောင်ခေါင်းရွေးတတ်ဖို့လိုတယ်AA လို့ခေါင်းဆောင်မျိုး KIA လို့ခေါင်းဆောင်မျိုးနော်ကရင်နီလို့ခေါင်းဆောင်မျိုးချင်းလို့ခေါင်းဆောင်မျိုးရွေးတတ်ဖို့လိုတယ်နော်အခုအီရန်ကိုခိုးဆင်းသွားတဲ့တရုတ်လေရင်ဆိုတဲ့သတင်းကိုအားလုံးလည်းဖတ်လိုက်ကြရမယ်ထင်ပါတယ်တကဘာလုံးကိုပတ်မွေနေတာပါဖြစ်သမျှပြဿနာတိုင်းရဲ့နောက်ွယ်မှာလက်မဲကြီးရှိနေခဲ့ပါတယ်တရုတ်ကနော်တရုတ်ကကျမတို့တကဘာလုံးမှာတရုတ်ကခလောက်အဆန်ဆုံးပဲကျမပြောမယ်တရုတ်ကနော်ဒီရိတ်အရှားပါပစ္စည်းရှားပါသတ္တုပစ္စည်းကိုကဘာမှာအများဆုံးထုတ်လုပ်နိုင်တဲ့လူဒါပေမဲ့သူ့ရဲ့နိုင်ငံတန်ညာစာတမရှိဘူးနော်တန်ညာစာတမပေါ်ဘူးဒါပေမဲ့ဒီရိတ်အရှားပါတဲ့သတ္တုကိုအများဆုံးကဘာမှာအများဆုံးသူထုတ်လုပ်နိုင်တယ်အမေရိကန်တော့သူ့လောက်မထုတ်နိုင်ဘူးဘာကြောင့်သူထုတ်နိုင်တာလဲသူများနိုင်ငံကိုဝင်ပြီးတော့နောက်ွယ်ကနေနော်အာနာစင်ကိုမြောက်ပင့်ပေးပြီးတော့အချောင်ယူခဲ့လို့လေယူရလို့လေနော်အဲ့ဒါကြောင့်မို့တကဘာလောက်ကိုသူကပတ်မွေးနေတယ်ပေါ်တင်လဲဝင်မပါရဲသလိုထိုင်ဝမ်ကိုတော့မသိရဲလို့ရုရှားကိုမြောက်ပေးပြီးရှစ်ပြေးအဖြစ်ယူကရိန်းကိုကျူးကျော်ခိုင်းလိုက်တာဟူသာကြည်လိုက်ကြပါတော့အခုကျမတို့မြန်မာနိုင်ငံကိုနော်အာနာသိဖို့အတွက်တရုတ်ကအဓိကဦးဆောင်ဇက်ညွန်ရေးစရာဖြစ်တယ်ဟုတ်တယ်နော်အဲကြောင့်မို့အဓိကဇက်ညွန်ရေးစရာဖြစ်တယ်ကျမတို့မြန်မာနိုင်ငံလေအခုလက်ရှိမှာတရုတ်လက်အောက်ထဲကိုရောက်နေပြီအဲ့ဒါကိုနော်ဘာလဲကရင်နိုင်ငံနဲ့သွားချင်တဲ့လူနော်ဖက်ဒရယ်ကွန်ဖက်ဒရယ်နဲ့သွားပြီးတော့သီးခြားပြီးနေသီးခြားနိုင်ငံအနေနဲ့သွားချင်နေတဲ့လူကိုပြောချင်တာကနော်တရုတ်ကြုံဖြစ်ချင်လို့ပဲကရင်ပြည်နယ်ကိုကြီးလိုက်ကရင်ပြည်နယ်ကတရုတ်လက်အောက်ထဲရောက်သွားပြီနော်တရုတ်ပြည်နယ်ဖြစ်သွားပြီနော်အခုအမျိုးချစ်ပါတယ်ဆိုတဲ့အမျိုးသားကြီးအတွက်အမျိုးအတွက်တိုက်ပေးနေပါတယ်ဆိုတဲ့နော်အဲ့ဒီကရင်ကျေးစားလက်နဲ့ကင်လေးသူတို့လောက်ရကကျမတို့ကရင်ကိုနှစ်ထကွမ်းကြုံဖြစ်ဖို့အတွက်အခုသူတို့လက်ရှိလုံနေတာဘာလူမျိုးအတွက်မှမဟုတ်ဘူးဘာအမျိုးသားကြီးအတွက်မှသူတို့တိုက်ပေးနေတာမဟုတ်ဘူးအမျိုးသားကြီးအတွက်တိုက်ပေးနေတယ်ဆိုရင်လက်နဲ့ကင်အဖွဲ့6ဖွဲ့9ဖွဲ့ရှိတယ်အခုဘယ်အဖွဲ့ကငါတို့ကရင်တမျိုးသားလုံးအတွက်နော်လက်ရှိအခုကရင်တမျိုးသားလုံးကိုစိတ်ခါချနေတဲ့ဒီဂျားဖြန့်မူကြီးစေဝါလောင်းကစားကိုနေနေပေးမဲ့လက်နဲ့ကင်တစ်ဖွဲ့မှမရှိဘူးအဲ့ဒါလားအမျိုးကိုချစ်ပါတယ်ဆိုတဲ့ကရင်လက်နဲ့ကင်လေးနေတာမြတော်မှကျမတို့တော်နေရဲ့အစတော်ကနော်ဒီကေကောတိုက်ပွဲမှာကျမတို့ဘာကြောင့်သူ့ကိုယုံကြည်ခဲ့လဲနော်သူသာဥတီချက်မှန်ခဲ့လို့ရှိရင်ကျမတို့တွေလည်းသူ့ကိုဆက်ပြီးတော့အခုချက်ထိဝန်းရံနေမှာပဲကျမတို့အရင်တော့ကသူ့ကိုယုံကြည်ခဲ့တယ်ဒီဒါပေမဲ့နောက်ပိုင်းမှာကော်သူလေနိုင်ငံနဲ့နော်ပြည်သူတွေကိုပါစားဖျားကနေမဲ့ပြည်သူအတွက်ပြည်သူအတွက်သူပြောနေတာဒါပေမဲ့လက်တွေ့မှာလေသူလည်းဒီ KNU နဲ့ထူးမချာနာပါပဲ NCA နော်ဒီဥစားနဲ့မပေါင်းတာတခုပဲမအားလားအကြမ်းဖက်နဲ့မပေါင်းတာတခုပဲရှိတယ်ဒါပေမဲ့သူလည်းအကြမ်းဖက်တကယ်ကိုနော်သူကတကယ်ကိုဘာလဲတကယ်ကို
အဆုံးရောက်တာအနောက်ကအလံတက်လို့မရဘူးနော်အခန်းသစ်ပြောင်းသွားတဲ့အချိန်မှာနေရာသစ်ပြောင်းသွားတဲ့အချိန်မှာအနောက်ကအလံတက်လို့မရဘူးနော်ကျွန်မပြောခဲ့ပြီးပြီဒီအလံကအဓိကမဟုတ်ဘူးအဓိကစိတ်ဓာတ်ပဲနော်ဒီအလံတက်လဲအခုကရင်ကြီးလိုက်ဟာကရင်အလံနဲ့ဝင်းနေတယ်ဒါပေမဲ့ကရင်ပြည်သူအတွက်ကရင်အတွက်ဘာတွေသူတို့အကျိုးပြုတယ်လဲအဓိကအလံမဟုတ်ဘူးအဓိကစိတ်ဓာတ်နော်အခုတရုတ်ကသူကလေတကယ်ပါသူကနောက်ွယ်ကနေပဲသူကမြောက်ပင့်ပြီးနေတာတကယ်တတိရှိတဲ့ကောင်မဟုတ်ဘူးထိုင်ဝမ်ကိုပဲကြီးလိုက်တိုင်ဝမ်ကိုပဲကြီးလိုက်လေသူချိချောက်တယ်အနားမှာတိုင်ဝမ်နားမှာသူမလဲစစ်ရေးလက်ချင်းပြနေတယ်ဒါပေမဲ့အခုချက်ထိတိုင်ဝမ်ကိုသူမသိရဘူးသူကနောက်ွယ်ကနေမြောက်ပင့်ထိုးကော်လုပ်ပြီးတော့တခြားနိုင်ငံကအပြည်သူတွေအချင်းချင်းကိုရန်တိုက်ပေးနေတာတရုတ်ကနော်အခုအာရှမှာလဲဟိုနိုင်ငံကိုရန်စဒီနိုင်ငံကိုရန်စနဲ့နျူကလ িয়ার ပိုင်ဆိုင်ပြီးစစ်အင်အားတောက်တင်းပါတယ်ဆိုတဲ့အထာနဲ့အကုန်လုံးကိုပတ်ပြီးချိချောက်နေခဲ့ကြပြီမဲ့မြန်မာနိုင်ငံကလှုပ်ရှားတိုင်းရင်းသားအဖွဲ့တချို့လောက်တောင်မှစစ်ရေးအတွေ့အကြုံမရှိနေခဲ့ကြတာလေအသေးချပဲတရုတ်အကြောင်းမို့သူကသဘက်တွေမွေးပြီးတော့သူကငွေအင်အားတောက်တယ်လေသဘက်တွေမွေးပြီးတော့ပြောမှဆိုရင်မာဖီးယားတခိုးကြဘိုးတွေမွေးပြီးတော့ဟိုလူကိုချိချဟိုလူကိုမြောက်ပင့်အဲ့လိုမျိုးလှုပ်တဲ့ view ဟာပဲရှိတယ်တရုတ်နော်မြန်မာနောက်ပြီးတော့ဒါကြောင့်လဲရန်စရုပ်စနေခဲ့ကြတာသာဖြစ်လိမ့်မယ်အီရန်အကြောင်းဆက်ရေးပြရမယ်ဆိုရင်ရေနံနဲ့သဘာဝဓာတ်ငွေပေါ်ကျွယ်လာတဲ့နိုင်ငံတခုဆိုပေမဲ့ US နဲ့အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေကြောင့်ထိုနိုင်ငံတွေကိုတင်သွင်းခွင့်မရပဲနာမည်ကြီးထမင်းငါဖြစ်နေရတယ်အခုကျမတို့ကဘာမှာနော်စီးပွားရေးနော်ပြီးတော့ငွေကြေးအချမ်းသာဆုံးကပြောမှဆိုနံပါတ်1ကအမေရိကန်ပေါ့နော်အခုအမေရိကန်ကသာဒီတကဘာလုံးမှာသူကအဓိကနော်ဗလဲရောင်းဝယ်နော်ပထမနံပါတ်1ရောင်းဝယ်တဲ့စီဝါရေးသမားအခုအီရန်ကထောက်တဲ့ရေနံဘလောက်ပဲပေါ်ရေနံဘလောက်ပဲများနော်အဓိကဖောက်တဲ့အဓိကချမ်းသာတဲ့ဒီအမေရိကန်ကမဝယ်လို့ရှိရင်သူ့စီမှာဘလောက်ပဲရေနံထွက်နာမည်ကြီးထမင်းငါတာပဲဖတ်တင်တယ်သူရောင်းလို့ရှိရင်တရုတ်တို့အီရန်တို့ရုရှားတို့ဘာတို့ရုရှားလည်းသူရေနံထွက်တယ်ဒီတရုတ်တို့ကျမတို့ဒီအာရှကိုသူရောင်းတယ်ဘလောက်ရမှာလဲနော်အဲ့ဒါကြောင့်မို့ခုအနောက်နိုင်ငံကပိတ်ဆို့မှုတွေကြောင့်ထိုနိုင်ငံတွေကိုတင်သွင်းခွင့်မရဘဲနာမည်ကြီးထမင်းငါဖြစ်နေရတယ်လေအခုဥရောပကိုလည်းတင်ခွင့်မရ US ကိုလည်းတင်ခွင့်မရတော့ဒီအာဆီယံလောက်နဲ့သူ့ရဲ့ရေနံတွေကနော်ဘယ်လိုလုပ်ရောင်းရမှာလဲနော်အဲ့ဒါကြောင့်မို့၎င်းရဲ့မိတ်ဖက်နိုင်ငံမှန်သမျှဟာလည်းရေနံထွက်တဲ့နိုင်ငံတွေကြီးဖြစ်နေခဲ့တာကြောင့်သူတို့အတွက်ရေနံဆိုတာရေလောက်တော့တန်ဖို့မရှိကြတော့ဘူးဒီလိုအခြေအနေအပေါ်မှာအချို့အချောင်လိုက်အချောင်အလွန်ကြိုက်လာတဲ့တရုတ်ကြီးတို့ကထိုးစံအတိုင်းအောက်ကြီးနဲ့သွားနိုင်နေခဲ့ကြတာပါနော်ဒါကြောင့်လေသူ့အကျိုးစီးပွားတွေထိခိုက်လာမှာကိုစိုးရိမ်ပြီးအစ္စရေးရဲ့တိုက်ခိုက်မှုကိုတောင်ရှုတ်ချပေးလိုက်ကြပါသေးတယ်ဒီနေ့အီရန်ရဲ့နိုင်ငံသားရေးဝန်ကြီးတယောက်ကအစ္စရေးကိုပြောတယ်အစ္စရေးသာအီရန်ကိုဆက်မတိုက်ဘူးဆိုရင်အီရန်ကလည်းမတိုက်တော့ဘူးနော်ဒီစစ်ရေးကိုရပ်တက်လိုက်မယ်ပြောသွားတယ်အမှန်မှာတော့သူရှုံးနေပြီနော်အခုနှစ်ဖက်ထိတာမှန်တယ်ဒါပေမဲ့အစ္စရေးကအီရန်ရဲ့အဓိကပြစ်မှတ်ကိုပြစ်နိုင်တယ်နော်အဲ့ဒါကြောင့်မို့မနေ့ကတော့အီရန်ရဲ့ရေနံချက်ဆက်ရုပ်တွေကိုအစ္စရေးကဆော်ထည့်လိုက်တယ်
ဒါဟာအချောင်အလွန်ကြိုက်လိုက်တဲ့တရုတ်ကြီးငတ်ကြီးသွားခဲ့ရတာပါပဲတရုတ်တင်ပဲလားဆိုတော့မြန်မာစစ်ကောင်စီထံကိုလေရင်စီတွေအဓိကထောက်ပံ့ပေးနေတဲ့လမ်းကြောင်းတွေအားလုံးလိုပင်မဟာအီရန်ကပဲဖြစ်သလိုတရုတ်ကနေတဆင့်ဝင်လာတယ်ဆိုတာကလည်းအီရန်ကရရှိနေခဲ့ကြလို့ပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ဝန်သားတယ်အစ္စရေးကိုလည်းကျေးဇူးတင်တယ်များသာစောအစ္စရေးနဲ့အီရန်စစ်ပွဲကလူမျိုးရေးမဟုတ်နော်အဲ့ဒါကြောင့်မို့မွတ်စလင်သမားတွေရောင်လို့တောင်စိတ်ကူးမရင်နဲ့စိတ်မကူးနဲ့အစ္စရေးနဲ့အီရန်လို့ဆိုတာနော်သူတို့ကငကိုတဲကပြောမှဆိုရင်နော်သူတို့ကငကိုတဲကရန်စရှိထားတဲ့အတွက်အခုသူတို့နော်ဖြစ်တဲ့ကိစ္စမှာလည်းဒီအာနာရှင်ပြောမှဆိုအစ္စရေးအီရန်ကအာနာရှင်ရဲ့နောက်ွယ်ကနေနော်ဘာလဲလက်နဲ့ခဲရန်နေနော်ဒီစီတွေနော်လေရင်စီတွေကိုတင်သွင်းပြီးတော့နောက်ကနေမြောက်ပင့်ထိုးကိုလုံနေတဲ့နော်အကြမ်းဖက်အဖွဲ့ဖြစ်တယ်အဲ့ဒါနော်မွတ်စလင်လူမျိုးနဲ့မဆိုင်ဘူးနော်တချို့ကြတော့အခုမွတ်စလင်ထီလို့စင်ဘာညာအဲ့လိုမျိုးတွေးကြတယ်အဲ့ဒါမားတယ်နော်ရောင်လို့တော့မတူနဲ့အခုမြန်မာစစ်ကောင်စီထံကိုလေရင်စီတွေအဓိကထောက်ပံ့ပေးနေတဲ့လမ်းကြောင်းတွေအားလုံးလိုရဲ့ပင်မဟာအီရန်ပဲတွေ့လားအခုသူ့ရဲ့အီရန်ရဲ့ရေနံချက်ဆက်ရုပ်ကိုအစ္စရေးကစော်ထည့်လိုက်ပြီအဲ့ဒါကြောင့်မို့တရုတ်ကနေအီရန်ကတရုတ်ကိုတင်သွင်းတယ်တရုတ်ကနေတဆင့်မအေလို့မင်းအောင်လိုင်ကိုတင်သွင်းတယ်နော်အဲ့ဒါကြောင့်အခုအစ္စရေးကစော်ထည့်လိုက်တာဝန်သားတယ်ဒါဟာတော်လန်ရေးကြီးအတွက်သတင်းကောင်းတရက်ပဲဖြစ်ပြီးစကားစအတွက်ကတော့သေချာပေါက်အကြက်ရိုက်သွားခဲ့ရမယ်မဟုတ်ပါလားမအေလို့မင်းအောင်လိုင်ကလေဗျမဦးကောင်းနဲ့တူတယ်သူသွားတဲ့နိုင်ငံတိုင်းပဋိပက္ခဖြစ်တယ်ဒုက္ခရောက်တယ်နော်ရုရှားကိုသွားတယ်စစ်ဖြစ်တယ်ထိုင်းကိုလာတယ်အခုထိုင်းနဲ့ကမ္ဘောဒီးယားနဲ့စစ်ရေးတင်းမာတယ်နော်သူပဲသွားသူသွားတဲ့နေရာတိုင်းပဋိပက္ခဖြစ်တယ်အဲကြောင့်မို့မင်းအောင်လိုင်ကဗျမဦးခေါင်းနဲ့တူတယ်လို့နော်အခုလက်ရှိမှာတော့သို့လောင်ထားတာတွေအနည်းနဲ့အများစုသလိုကြံစီနေကြအောင်မှဖြစ်ပေမဲ့ဘယ်အနေထားလောက်ထိတောက်ခံနိုင်ကြပါမလဲဒီပုံအတိုင်းသာဆိုရင်တရုတ်ကလည်းရစရာလမ်းမရှိတော့ဘူးအခုတရုတ်ကျမတို့နော်တရုတ်ကပထမဒီတကဘာလုံးမှာအမေရိကန်ကိုကြော်ပြီးတော့ဒီ rate အစားပါပစ္စည်းကိုသူထုတ်လုပ်နိုင်တာပထမဆုံးသူထုတ်လုပ်နိုင်တာအဲ့ဒီဝတ်ထုဒီပေါ့နော်အဲ့ဒီပစ္စည်းထုတ်ဖို့အတွက်သူဘယ်ကနေရတာလဲကျမတို့မြန်မာနိုင်ငံ90%လောက်ကိုသူကနော်ယူနေတာအဲ့ဒါကြောင့်မို့အခုနော်ကျမတို့မြန်မာနိုင်ငံကိုမအားလာအမေရိကန်ကျမတို့ဒီမိုကရေစီရသွားမှသူအရန်ကြောက်တာနော်ဒီမိုကရေစီရသွားမှအရန်ကြောက်တယ်အမေရိကန်ကကျမတို့မြန်မာနိုင်ငံကိုကုန်သွယ်ဦးသန်းမှာတရုတ်အသေးကြောက်တာအဲ့ဒါကြောင့်မို့မအေးလို့မင်းအောင်လိုင်ကိုမရမကနောက်ွယ်ကနေနီးမျိုးစုံနဲ့နီးပညာနဲ့ကူညီထောက်ပံ့ပေးနေတာဖြစ်တယ်ပြည်သူတို့နော်မြန်မာပြည်ထောင်စုမြန်မာနိုင်ငံပြည်ထောင်စုပြိုကွဲလို့ရှိရင်အဲ့ဒါတရုတ်ရဲ့ပလိရဲ့ပဲတရုတ်ရဲ့ဗျူဟာပဲတရုတ်ရဲ့ဇညွန်ပဲအခုမြန်မာပြည်တွင်အစိတ်စိတ်အမွာဖြစ်အောင်အဓိကနောက်ကနေနော်တိုးဘလဲနိုးစော်တုံးပေးနေတာလက်မဲကြီးတရုတ်ပဲအိုးဒီကရင်တွေကကရင်နိုင်ငံနဲ့လိုချင်တာကရင်နိုင်ငံနဲ့သူတို့သွားချင်တယ်ကရင်နိုင်ငံနဲ့သွားလို့ရှိရင်ကရင်ပြည်နယ်ကိုလက်နက်နဲ့အောက်ချုပ်လို့ရမယ်တရုတ်ကသူတို့ရဲ့ကြောထောင်နောက်ခံရှိနေမယ်ဆိုရင်
သူတို့မိသားစုကိုဂျိုးစီးပွားအတွေ့ကတော့ဒီတစ်သက်စားမကုန်တောက်မကုန်ဘူးသူတို့ဘယ်နိုင်ငံမှာနေငွေရှိလို့စရင်ဘယ်နိုင်ငံမှာနေလို့ရတယ်လीဒါပေမဲ့ကရင်ပြည်နယ်ဘယ်လိုပဲကြောက်ရသူတို့မိသားစုအရေးပဲသူတို့မိသားစုကြီးပွားချမ်းသာပြီးဆိုရင်သူတို့ကျင်납ပြီကဲဆွေကရင်တို့ဘယ်မှာလဲမင်းတို့အမျိုးသားရေးဘယ်မှာလဲမင်းတို့မိသားစုမဟုတ်မင်းတို့တော်လန်ရေးမင်းတို့ရဲ့အမျိုးသားရေးဘယ်မှာလဲမင်းတို့ရဲ့ရိုးရာရင်ကျေးမှုဘာတခုမှသူတို့မလုပ်ပေးဘူးတော့အဲကြောင့်မို့မင်းတို့မျက်စိပွင့်နားပွင့်သိမ့်ပြီးအခုကရင်ပြည်နယ်ကိုတရုတ်ဝါမျိုးနေပြီကြားဘူးကြလာပြီသူတို့ကျမတို့ကရင်ပြည်နယ်မှာနော်လိုက်ချောင်းဝီလို့ခေါ်တဲ့ကရင်စာပေကရင်စာကျမကြည့်တာတရုတ်စာပဲနော်အရင်တော့ကျမတို့မရှိခဲ့ဘူးနော်မြိုင်ကြီးငူဆရာတော်ပေါ်လာမှဒီလိုက်ချောင်းဝီဆိုတာပေါ်လာတာအဲ့ဒါကိုသူတို့ကဘလို့ဂျင်းထက်လဲဒီလိုက်ချောင်းဝီဒီဥစားမော်နော်ဒီကရင်စာလိုက်ချောင်းဝီလို့ခေါ်တဲ့ကရင်စာကဟိုးဘိုးဘေးဘီပင်လက်ထက်တုန်းကရှိခဲ့တာတဲ့အဲ့ဒါကရင်တွေကနော်ဟိုဗလဲမယိုသေးမထိုက်သိမ့်ခဲ့လို့ပေါ့နော်အခုအဲ့ဒီမြိုင်ကြီးငူစီယာတော်ကဦးဆောင်ပြီးတော့ဗလဲဒီစာပေကိုပြန်ပြီးတော့ပြုစုရေးသားတဲ့ပေါ့နော်အဲ့ဒီလိုမျိုးသူတို့ဂျင်းထဲတယ်ကျမကြည့်တာတရုတ်စာမှတရုတ်စာပဲကျမတို့နော်ကြီးလာတာတခါမှမကြဘူးလိုက်ချောင်းဝေးဒီတရုတ်စာကိုလိုက်ချောင်းဝေးလို့ခေါ်တာမကြဘူးအဲ့ဒါပဲတွေ့လားတရုတ်စာသွင်းနေတာကျမတို့ကရင်လူထုကိုတရုတ်စာသွင်းနေတာနော်ကရင်ပြည်နယ်အခုကရင်ပြည်နယ်နော်တရုတ်လူမျိုးတွေသိချီနေကြပြီဂျာအင်းစိတ်ကြီးကြောက်ခက်ကေပရွှေကုတ်ကိုအခုကရင်ပြည်နယ်တွင်းမှာရှိတဲ့ခလောင်နို့ဆွဲကမင်တောင်ကလေးဖအံမျိုးနေနော်နေရတိုင်းမှာတရုတ်တွေကြီးစိုးနေပြီနော်နောက်ပြီးတော့ချွေတာသုံးကြရတော့မဲ့အနေထားကိုသေချာပေါက်ရောက်ရှိသွားခဲ့ရပါပြီအခုအီရန်ကအစ္စရေးကအီရန်ကိုအီရန်ရဲ့ရေနံသို့လောင်ဆက်ရုပ်ကိုနော်ပြစ်လိုက်တဲ့အတွက်ရေနံကတော့ရှားပါမှသေကြတယ်ကဲဒါဆိုရင်နော်တရုတ်ကလည်းတင်သွင်းလို့မရတော့သူတို့မအားလာကိုနောက်ွယ်ကနေသူလည်းဒီရေနံရှားပါသွားပြီဆိုရင်နော်သူ့အနေနဲ့ကတော့သူလည်းတူလောင်ရတော့မယ်လေရောင်းလို့မရတော့ဘူးအဲ့ဒါကြောင့်မို့သူတို့ဘယ်အချိန်ထိတောက်ခံမလဲပြည်သူတို့နော်ရုရှားကနေရရှိနိုင်ကြသေးတယ်ဆိုပေမဲ့လက်ရှိရုရှားရဲ့အခြေအနေဟာဗန်နာငွေအသေးအသန်လိုအပ်နေခဲ့တာကြောင့်မြန်မာစစ်ကောင်စီလိုအကျွေးသမားကိုရောင်းပေးချင်ကြပါမလားဆိုတာကလည်းစဉ်းစားစရာပဲကရင်ကြက်ရက်စာပြီးဟုတ်ပါနော်အဲ့ဒီတော့ကျမတို့မသိဘူးကျမတော့စဉ်းစားကြည့်တယ်သူတို့စားလဲတရုတ်စာနဲ့တူတယ်ရောကျမရောက်ဘူးတယ်နော်အဲ့ဒီမြတ်ကြီးငူဆရာတော်ဟိုဗလဲစီစဉ်တော့ကအဲ့ဒီမြတ်ကြီးငူဘက်ကိုကျမရောက်သေးတယ်သူစာပေးဂျန်ကန်တွေပြောမစင်ကြောက်ဘယ်လိုပြောမကြောက်စာတွေလို့ပြောရမယ်နော်သူကစိုက်ထူပြီးတော့ကြောက်တိုင်လေးစိုက်ထူပြီးတော့အမကရင်စာပေတွေကိုသူကထည့်ထားတယ်အဲ့ဒီမှာလိုက်ချောင်းဝီလဲပါတယ်ဒါပေမဲ့ကျမအမြင်တော့တရုတ်စာပဲသူတို့ကလေတရုတ်ကကျမတို့မြန်မာနိုင်ငံကိုထက်ဝက်ကျော်လောက်ကိုဝါမြုံနေပြီအဲ့ဒါကိုကျမတို့နော်ကျမတို့မြန်မာပြည်သူလူထုတွေတော်လှန်ရေးသမားတွေ ERO တချို့အခုချက်ထိအမျိုးသားရေးနဲ့သွားနေမယ်ဆိုရင်သီးခြားပြည်နယ်သီးခြားနိုင်ငံအနေနဲ့သွားနေမယ်ဆိုရင်လေကျမတို့နိုင်ငံက face state ဖြစ်ပြီးတော့တရုတ်ကဘ
ဘာမှလောက်စရာမလိုကိုပြည်သူပြည်သားအချင်းချင်းပဲနော်တိုင်ကြဖတ်ကြဖေးကြကြတရုတ်ကကောက်စားရုပ်ပဲနော်အဲ့ဒါကြောင့်မို့အသိဉာဏ်ရှိကြစမ်းပါ73စီစေးနှုတ်တွေတိုးတက်လာကြတော့မှဖြစ်လို့ပြည်သူတွေအတွက်ပို့ပြီးအခက်တွေ့လာရနိုင်ပေမဲ့တော်လန်ရေးကြီးအတွက်ကတော့ကောင်းမွန်တဲ့အနေအထားတရားလို့ပဲသုံးသပ်ပေးလိုက်ပါစီတဲ့ကျမတို့ပြည်သူတွေကလည်းတကောင်ထက်ညက်မနဲ့တော့ဘူးနော်ဖျောင်းတိုင်းမီးနဲ့မီးခွဲအုပ်ဆောင်နဲ့နော်အမောင်ခဲကနေနေလာခဲ့တဲ့ကျမတို့ရဲ့မြန်မာပြည်သူတွေအတွက်တကောင်ထက်ညက်မနဲ့တော့ဘူးနော်အခုအီစရေးနဲ့အီအဲ့ဒါစကောစာလာကြားနေတာကြာပြီစကောတသက်နော်ခဏတော့လိုက်ချောင်းဝီလိုက်ချောင်းဝီဘယ်လိုခေါ်လဲမသိလိုက်ချောင်းဝီဘာမှလို့ဘယ်လိုခေါ်လဲမသိနော်အဲ့ဒီစာတရုတ်စာလိုမျိုးပဲတရုတ်စာပဲလေအမမတော့ပြည်သူတို့ကတော့ဂျင်းထက်တာဒါတရုတ်စာပဲနော်အစ္စရေးအီရန်စစ်နိုင်ဘယ်ကမှဘယ်နိုင်ငံကမှမပါသေးတာကိုတွေ့ရတယ်အီရန်နိုင်ငံကရုရှားတရုတ်ဂျော်ဒန်ပါကစ္စတန်တို့ကိုမိမိဘက်ကနေအကူအညီပေးဖို့ရန်မျှော်လင့်ထားခဲ့ပေမဲ့အီရန်ကတော့မျှော်လင့်ထားတယ်နော်အခုရုရှားတို့ဂျော်ဒန်တို့ပါကစ္စတန်တို့ကသူတို့မှနေပြီးတော့သူတို့ကမွတ်စလင်ဆိုတော့လေမွတ်စလင်အခြေချင်းထောက်ခံအားပေးမယ်ဆိုပြီးတော့အမကျိုးဝါပြီးတော့အီရန်ကဘာပဲညာကျိုးဝါပြီးတော့ပြစ်တာပေါ့အခုချိန်ထိအီရန်နော်အီရန်နိုင်ငံကပြိုလဲပျက်စီးတော့မယ်အခုဘယ်နိုင်ငံကမှသူ့ကိုမကူညီဘူးတရုတ်ဆိုဝေးလာဝေးတရုတ်ကအပြောပဲရှိတာကျမတို့နော်ဗလဲစစ်ဖြစ်လာတဲ့ဖက်တမ်းမှာပထမဒုတိယစစ်ကမ္ဘာစစ်ဒုတိယကမ္ဘာစစ်တရုတ်ဝင်ပြီးတော့ကူညီစစ်တိုက်ပေးတဲ့နိုင်ငံမရှိသေးဘူးနော်this other room မဟုတ်ဘူးတဲ့မလားလိုင်းချောင်းဝီကဒုံရင်းမှာပဲရှိတယ်တဆာတလို့မဟုတ်ဘာလဲမသိဘာရေးတာလည်းမသိဟုတ်တယ်အဲ့ဒီဒုံရင်းဒုံရင်းမှာမရှိတယ်မဟုတ်တွေ့ဘူးတယ်နော်အဲ့ဒီဥစားမြန်ကြီးငူမှာတွေ့တယ်မြန်ကြီးငူအဲ့ဒီကြောက်စာထားတဲ့နေရာမှာလေမြန်ကြီးငူဆရာတော့တဲခဲ့တဲ့အဲ့ဒီနေရာမှာရှိတယ်သွားကြည့်လို့ရတယ်အခုအီရန်ကတော့သူကတော့မျောလင့်ထားပါဒါပေါ့နော်ဂျော်ဒန်တို့အမေရိကန်တို့ပါကစ္စတန်တို့ရုရှားတို့သူ့ဘက်မှာပဲဝိုင်းပြီးတော့တိုက်ကူပေးမယ်လို့သူထင်ထားခဲ့တာဒါပေမဲ့နော်ထင်တဲ့အတိုင်းလုံးဝမဖြစ်လာခဲ့ဘူးဂျော်ဒန်ကအီရန်ကိုမကူတဲ့အပြင်အစ္စရေးလ်တွေကိုလေကြောင်းပိုင်နဲ့သုံးခွင့်ပေးပြီးအီရန်ရဲ့ဒုံးကျည်တွေကိုဂျော်ဒန်လေကြောင်းပိုင်နဲ့တည်းရောက်လာခဲ့အချိန်နဲ့ပြစ်ချခဲ့လို့အီရန်ကဂျော်ဒန်ကိုသစ္စာဖောက်ဆိုပြီးတင်းနေပါပြီတဲ့တွေ့လားပြီးတော့အခုဘာကြောင့်အစ္စရေးကအီရန်ရဲ့ပြစ်မှတ်တက်တဲ့ကိုပြစ်အောင်ထိနိုင်တာလဲထိအောင်ပြစ်နိုင်တာလဲသိလားပြီးတို့အစ္စရေးရဲ့ထောက်လန်ရေးကအရန်တော်တယ်နော်အဲ့ဒီအစ္စရေးရဲ့ထောက်လန်ရေးကအီရန်ထဲကနေနော်သူ့ရှိုးအနေနဲ့တော့ပြီးကြည့်တယ်အရန်တော်တယ်ဟုတ်တယ်အဲ့ဒီမြတ်ကြီးကိုပြောမှဆိုရင်ကျမတို့လေမြတ်ကြီးကိုဆရာတော်ကိုအရန်အထင်ကြီးခဲ့တယ်အရန်ကိုးကွယ်ခဲ့တယ်နော်ကျမပြောချင်တာကဘာသာတရားကိုင်းဆိုင်တဲ့နော်ဗုဒ္ဓဘာသာတွေကိုပြောချင်ပါတယ်မြတ်ကြီးငူဆရာတော်ကြောင့်ကျမတို့ကရင်ဒီအစိတ်စိတ်အမမကွဲသွားရတာအဲ့ဒါလက်ရှိအမှန်တရားပါနော်မြတ်ကြီးငူဆရာတော်ဒုတကြတင်အောင်ကမြတ်ကြီးငူဆရာတော်တဖြစ်လဲဒုတကြတင်အောင်ကစစ်တပ်ဘက်ကလာတာသူကသရှိုးထောက်လန်းရေးခုနကတော့ကျမပြောတဲ့အစ္စလေးနော်အစ္စလေးထောက်လန်းရေးနဲ့အတူတူပဲတော်တယ်နော်အကြောင်းသူတော်လားမတော်လားမသိကျမတို့ကရင်အစိတ်စိတ်အမမကွဲပြီးတော့မာနာဘလို့ကြဆုပ်ခဲ့ရတာကိုပဲကြည့်လိုက်လေကျဲရက်စာပီလိုက်ချောင်းဝီကျဲရက်စာပီတဲ့နော်သူတို့ဗမာလူခေါ်တယ်ကျဲရက်စာပီတဲ့
ကျဲရက်စာပေကကျမတို့အခုနော်အသက်ဒီအချိန်ရွယ်ထိတခါမှမကြဘူးဒါမဲ့ဒီစာကိုလေဆေးလူကြီးတွေမတတ်ဘူးလက်ရှိမျိုးဆက်သစ်တချို့သင်ထားတယ်အဲ့ဒီလူမျိုးဆက်သစ်လူအ ਨੇ စုပဲတတ်တယ်နော်ပြည်သူတွေကိုဂျင်းနေတာလေကဲဆက်သွားမယ်အခုအီရန်ကသူမျောလင့်ထားသလိုမျိုးမဖြစ်လာဘူးเนาะဂျော်ဒန်ကိုလည်းသူတင်းသွားတယ်အခုဂျော်ဒန်ကအစ္စရေးကိုသူ့ရဲ့ပိုင်နဲ့လေရင်ပိုင်နဲ့တဲကိုအစ္စရေးကိုသုံးခွင့်ပြုလို့သူတင်းသွားတယ်နောက်ပြီးတော့တရုတ်ကအီရန်စီကရေနံတွေကိုအောက်ဈေးနဲ့အများဆုံးရတာဖြစ်ပေမဲ့ယခုစစ်နှစ်ဖက်စလုံးအပြည့်ရကြဖို့ဟန်ပြလောက်ပဲစုထားပါတယ်အီရန်ဘက်ကလောဝမကူတာကိုတွေ့ရတယ်ပါကစ္စတန်ကအီရန်ကိုကူလိမ့်မယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့မကူဘူးတတိယကဘာစစ်ကိုနော်တတိယကဘာစစ်တရခံဖြစ်သွားမှာကြောက်နေကြတယ်ဘယ်သူမှမကူညီရဲဘူးအဲ့ဒါကြောင့်မို့တချို့ဥရောပမှာနေတဲ့နော်ကျမတို့ရဲ့တော်လှန်ရေးသမားတွေကပြောလဲတတိယကဘာစစ်ဘယ်တော့မှမဖြစ်ဘူးတဲ့မဖြစ်ဘူးလို့သူတို့ကအဲ့လိုပြောတယ်ဖြစ်မှာမဟုတ်ဘူးနော်ဒီနိုင်ငံရဲ့အချင်းချင်းဆော်လို့တတိယကဘာစစ်မဖြစ်နိုင်ဘူးဒီနိုင်ငံကြီးအချင်းချင်းဆိုရင်တော့ဖြစ်ရင်ဖြစ်နိုင်တယ်နော်ပါကစ္စတန်ကအီရန်ကိုကူလိုက်မယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့မကူပါဘူးအီရန်အရာရှိတွေကပါကစ္စတန်ကညာသူတို့ကိုအကူအညီပေးလိမ့်မလားဆိုတဲ့မျှော်လင့်ချက်နဲ့အရင်နေ့ကအစ္စရေးကနျူကလ িয়ার ဘုံးတွေနဲ့အီရန်ကိုတိုက်ခိုက်ရင်ပါကစ္စတန်ကလည်းအီရန်ဘက်ကနေနျူကလ িয়ার လက်နက်တွေနဲ့ပြန်ပြီးတော့အစ္စရေးကိုတိုက်ခိုက်လိုက်မယ်လို့သူတို့ကိုပြောကြောင်းဆိုခဲ့တာကိုမဟုတ်ကြောင်းပါကစ္စတန်ကကွယ်ရေးဝန်ကြီးကအတီးပြုပြောဆိုလိုက်တယ်တွေ့လားသူတို့ကြောက်နေကြတယ်အခုအီရန်ကရှုံးမဲမဲနေပြီအမေရိကန်တန်ယုံနော်တန်ယုံမှာရှိတဲ့အဆောက်အဦကိုနော်ပြစ်တယ်ဆုံးမဲမဲနေပြီအီရန်ကအီရန်နိုင်ငံပြောက်မှာသိချတယ်ကျမအမြင်မှာတော့လေဒါကျမရဲ့သုံးသပ်တာပေါ့နော်အီရန်ကိုတရုတ်ဂျော်ဒန်ပါကစ္စတန်တို့ကတည်းကကူညီမှုမလုပ်တာမျိုးမဟုတ်ပဲအီရန်ရဲ့မဟာမိတ်နိုင်ငံကြီးရုရှားကလည်းလုံးဝမကူတာကိုတွေ့ရတယ်ဟာတခြားနိုင်ငံမကူတာကိုထားလိုက်ပါတော့အီရန်ကနော်ရုရှားနဲ့တကယ့်ကိုဗာလဲအရန်ချစ်ကြတဲ့လင်မယားလိုပဲချစ်ကြတဲ့နိုင်ငံတွေလေအခုရုရှားကတော့မကူညီဘူးဆိုတော့ရုရှားသမ္မတပူတင်နဲ့အီရန်သမ္မတတို့ဟာ2015ဇန်နဝါရီလထဲဒုက20နှစ်ပြည့်မှာနော်သဘောတူညီချက်စာချုပ်လက်မှတ်ထိုးခဲ့ပြီးဖြစ်တယ်အီရန်ဟာရုရှားယူကရိန်းစစ်နိုင်ရုရှားကိုဒရုန်းတွေကိုစစ်ရေးလက်နက်အကူအညီတွေပါအများကြီးပေးခဲ့တယ်။သို့ပေမဲ့လက်ရှိအစ္စရေးအီရန်စစ်ရုရှားကအီရန်ကိုကူညီထောက်ပံ့မှုမလုပ်သည့်အပြင်အီရန်မှာရှိတဲ့ရုရှားနျူကလ িয়ার သိပ္ပံပညာရှင်တဲ့ဒုံးနည်းပညာဆိုင်ရာအဖွဲ့ကလူတွေကိုတော့ပြန်ခေါ်သွားပါတယ်။တွေ့လားမရဲကြဘူး။နော်အဲကြောင့်မို့အစ္စရေးဘက်ကအမေရိကန်ဗြိတိန်ပြင်သစ်ကရပ်တည်ပေးကြပါသည်။သို့ပေမဲ့အမေရိကန်ကအစ္စရေးဘက်ကနေကူတိုက်ပေးတာမျိုးတွေမရှိသေးဘူးလို့ညှင်းဆန်ထားပြီးအစ္စရေးကအမေရိကန်ကိုကူတိုက်ပေးဖို့ခေါ်တာတော့မှအမေရိကန်ကညှင်းဆန်ခဲ့ပါတယ်တဲ့ဒါမဲ့ကူညီတယ်နော်ဝင်ကူလို့ဖြစ်နိုင်ဘူးဝင်ကူရင်ရှောက်ကုန်မှာကဘာစစ်ဘက်ကိုကူသွားနိုင်တယ်ဟုတ်တယ်လေတရုတ်လို့ပေါ့တရုတ်ကလည်းနော်တရုတ်ကလည်းသူတို့ပြည်တွင်းရေးဝင်မစွတ်ဖက်ဘူးလေမြန်မာနိုင်ငံကိုဝင်မစွတ်ဖက်ဘူးလေပြည်တွင်းရေးနော်အခုတရုတ်ဝလည်နေပြီကဲအီရန်နော်တရုတ်အားကိုအားထားရတဲ့အီရန်ရေနံတော့မှအလကားနီးပါရတဲ့နော်တရုတ်ကဲအခုအမေရိကန်နော်အမေရိကန်ကအစ္စရေးကိုမကူညီဘူးပြောတော့နောက်ကွယ်ကတရုတ်ကမြောက်လိုင်ကိုကူညီတယ်လို့မျိုးပေါ့တွေ့လားဝုတ်ကချက်ချင်းပဲလဲတယ်အရှိမသူပြောမှာပဲလေမကူညီဘူးဒါပေမဲ့နောက်ကွယ်မှာလေရင်စီတွေတင်ဘာလဲတင်ပို့ပြီးတော့အစ္စရေးကိုပို့နေတယ်ဟိုဘာလဲသမုဒ္ဒရာကနေဖြတ်တန်းလာတယ်
ဒါမဲ့သူကတော့မကူညီဘူးဘာတတ်နိုင်သေးလဲဆိုတရုတ်ဆွေတရုတ်ဝတ်လဲနေပြီကျမတို့မြန်မာနိုင်ငံကိုနော်ကလိကကြစ်လိန်ညာခဲ့သမျှအခုသူကိုယ်တိုင်ဝတ်ပြန်ခံရပြီတွေ့လားဝတ်ကနောင်ဘွားတော့မဆောင်ဘူးအစ္စရေးနဲ့အီရန်စစ်မှာသူတို့နိုင်ငံချင်းတိုက်ကြပါစေဘယ်နိုင်ငံကမှမပါရရုရှားကိုလည်းမပါဖို့ထရန်ကပူတင်စီဖုံးဆက်ပြီးတော့ပိတ်ထားသလိုတရုတ်ကလည်းတရုတ်ကိုလည်းမပါရအောင်အစ္စရေးဝန်ကြီးချုပ်ကနေတဆင့်ဖုံးဆက်ပြီးတော့ပိတ်ထားပါလေမပါဘူးလေဒါမှနောက်ွယ်ကနေဘလောက်ပဲကူညီနော်မင်းတို့တွေ့တာမဟုတ်တာအဲဒါကြောင့်မို့အစ္စရေးအီရန်စစ်မှာအစ္စရေးကအီရန်ကိုစစ်ရေးတိုက်ခိုက်မှုအသာစီးရနေတာကိုတော့ငင်းချက်မထုတ်နိုင်ဘူးအစ္စရေးကအခုလက်ရှိအသာစီးရနေတာအီရန်ရဲ့စစ်ရေးအဆောက်အအုံတွေနျူကလ িয়ার နော်facility တွေကိုရေနံထားသို့နေရာတွေကိုပါအစ္စရေးကတိုက်ခိုက်ပျက်စီးနိုင်ခဲ့တယ်အီရန်ကလည်းအစ္စရေးကိုပြန်ပြီးတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီးမဲ့ပျက်စီးထိခိုက်မှုဘိုင်းမှာတော့အနေငယ်လောက်သာရှိနိုင်ပါလေတွေ့လားဒါတော့မှနိုင်ငံ6နိုင်ငံခြားတာနော်အစ္စရေးကအီရန်အစိုးရအဖွဲ့ဝင်တွေစစ်ဘက်ဆိုင်ရာအကြီးအကဲအချုပ်ကိုပါလုံခြံတပ်ဖြတ်ခဲ့ပြီးဖြစ်တယ်လို့အီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုပြတ်တဲ့အထိတိုက်ခိုက်ပြီးလည်းဖြစ်တယ်အစ္စရေးကအီရန်ခေါင်းဆောင်ကိုလုံခြံဖို့အထိလုံနိုင်တယ်လို့အမေရိကန်ကိုအသိပေးခဲ့ပါတယ်လိုက်ချံဝေးကဒေါ်ရင်းကလာတယ်တရုတ်စာလို့မဟုတ်တရုတ်စာလို့ပဲတရုတ်စာပဲနော်တခါမတွေ့ဘူးဒေါ်ရင်းကလာတယ်ဆိုရင်ကျမတို့လည်းဒေါ်ရင်းဘက်ကပဲလေကျမတို့တော့မှအဲ့ဒီမြတ်ကြီးငူဆရာတော့ပေါ်မှအဲ့ဒီဟာပေါ်လာအဲ့ဒီစာကိုတွေ့ဘူးလားနော်အဲ့ကြောင့်မို့ဒေါ်ရင်းကလာတယ်ဆိုရင်နော်ပိုဆိုးတာပေါ့ကျမတို့ကဒေါ်ရင်းဘက်ကပဲလေမြန်မာကရင်ပြည်နယ်နော်ဖအံမြို့နယ်ဒေါ်ရင်းဘက်ကလူတွေပဲလေအားကြောင့်မို့ချင်းထဲလို့မရဘူးเนาะအခုအမေရိကန်သမ္မတကထရန့်ကသတိပေးထားတယ်ဘယ်သူမှဝင်မပါနဲ့เนาะဒါပေမဲ့နောက်ွယ်ကနေသူတို့ကူညီမှာပေါ့ကျမတို့အမေရိကန်ကလည်းကူညီနေတာပဲလေเนาะအမေရိကန်ကလက်ရှိအစ္စရေးနဲ့အီရန်စစ်နဲ့အစ္စရေးဘက်ကအသာစီးရနေခြင်းနဲ့ဝင်ပါဖို့ရန်ညှင်းဆန်နေပေမဲ့အီရန်နဲ့လက်ပါစီတွေရဲ့တိုက်ခိုက်မှုအစိမ်မြင့်ပြီးအစ္စရေးအထိနာခဲ့မီဆိုပါကအမေရိကန်ဝင်ပါရန်ရှိနိုင်တဲ့အနေအထားမျိုးလည်းဖြစ်တယ်အမေရိကန်မှာပါသေးဘူးလက်ရှိအစ္စရေးကအားပါနေတယ်အစ္စရေးကစစ်ရေးပါနေတာလေဒီကလို့အစ္စရေးစစ်အားနေလို့ရှိရင်အမေရိကန်ကဝင်ပါမှာသိကြတယ်အဲ့ဒီခါကျမှကဘာစစ်ဖြစ်မလားစောင့်ကြည့်ရမယ်ဒါကိုထရန့်ကဝင်ပါနိုင်တာတွေရှိနိုင်တယ်လို့စကားဟထားပြီးလဲဖြစ်တယ်သူကစကားဟထားတာเนาะအစ္စရေးအင်အားချင်းနေတဲ့အခါကြလို့စင်းတော့ဝင်ပါခြင်းပါမယ်ဆိုတော့စကားပြိုးထားတာပြည်သူတို့ဒါပေမဲ့အခုထိတော့မပါဝင်သေးဘယ်နိုင်ငံမှเนาะသူတို့ရဲ့အမြင့်ဆုံးဆက်စာကို US ကမလောက်ခိုင်းတာအဲ့လေကဲကျမနော်ဒီလိုက်လေးကိုဒီလောက်နေပဲနှီးကောချုပ်ချင်ပါလေလောလောဆယ်တော့လူငွေကြီးညာလိုက်အောင်မယ်နော်အော်ဥစားကန်ထူးရှင်ကိုကြီးညာလိုက်အောင်မယ်နော်အဲ့တရားရတယ်တော့လူရှင်နာမည်ခေါ်မယ်နော်ခဏလေးအခုကျမတို့မနေ့ကလောက်တဲ့ကန်ဆန်းမဲနိုင်ပွဲမှာနော်အဲ့ဟာဒီလည်းပြောပြမယ်ခဏလေးဒီမှာအမေစုမဲလည်းမပေါက်တဲ့လူနော်နံပါတ်1ကတော့259နန်းခင်ငွေနော်အမဘယ်လဲအမေစုဆွဲပြပေါက်နံပါတ်2ကတော့3ည2ခွန်နာရီလေးမမြလေးကရင်နီနာရီနော်
နံပါတ်3ကတော့154 star shine ပတ်စံအိတ်ပေါက်ပါတယ်နံပါတ်4 334မန်နာမွန်နော် PDF အုတ်ထုတ်ပေါက်ပါတယ်နံပါတ်5 469ငါနောင်ရေးဘလူးအင်ဂျီပေါက်ပါတယ်နံပါတ်6 388ခွန်ကြော့ဝဲရှာအမီစုအင်ဂျီပေါက်ပါတယ်နံပါတ်9 183နိုင်ထုံးပဲပုတ်ကျော်ပေါက်ပါတယ်နော်နံပါတ်8 326နော်ဆိုင်းဝင်းစောငါကလေးကျော်ပေါက်ပါတယ်နံပါတ်9နေခွန်ခွန်နန်းချောင်ကလေးပြားရီပေါက်တယ်နော်နံပါတ်10 439အောင်စိုးတိတိုတိကျော်ပေါက်ပါတယ်17နံပါတ်1ခွန်မိမိအေးအသာဒုကျော်ပေါက်ပါတယ်နော်အဲ့ဒါကြောင့်အခုကျမတို့ဒီဟိုစားပေါ့နော်ဒီမဲနိုင်တဲ့ကိစ္စမှာကျမတို့အခန်း9ရတယ်ပြီးတော့အခြားဝေယဝိစားတွေကိုနော်ဝေရတော့ပေါ့နော်ဒါပေမဲ့ကျမတို့ဒီအလူငွေတွေကမယူဘူးနော်ပထမတော့ကိုယ့်ရဲ့ငွေတွေကပဲစိုက်ကြပါတော့တရားဘလောက်စိုက်ကြတာပေါ့နော်ဒါပေမဲ့ကျမတို့ဟိုဒီတော်လန်ရေးလို့တဲ့မဲနိုင်တဲ့အချိန်မှာကျမတို့သချင်းဆိုတဲ့ကပြတယ်အဲကြောင့်မို့စုလာပေးတဲ့လူတွေရှိတယ်အဲ့စုလာပေးတဲ့လူတွေတဲကနော်ကျမတို့ခုနတော့အခန်း9ခနှုတ်တဲ့ဒါဟိုစားနဲ့မဆိုင်ဘူးနော်ဒီမဲရောင်းလို့ရတဲ့အမြတ်ငွေနဲ့မဆိုင်ဘူးအလူငွေနဲ့လည်းမဆိုင်ဘူးလာစင်ချင်းနဲ့လည်းမဆိုင်ဘူးနော်အခုကျမတို့စုချရတာစုကြီးရတာ3000ရတယ်နော်အဲ့ဒါကျမတို့အခန်းကမှာကနှုတ်ပြီးတော့ကြံလာတော့တော်လန်ကြီးကိုပို့မှာပေါ့နော်အဲ့ဒါကြိုတင်သတိပေးတာပါဆက်ချဟုတ်စီရမပူတာโอเคဒါဆိုမနေ့ပြန်မတခါလေးကြီးညာတော့မပြည်သူတို့နော်ကဲပြည်သူတပ်ပေါင်းစုတွဲစုတောင်းပြီးချင်ပါတယ်မြန်မာတနိုင်ငံလုံးမှာတရားတော်စီကိုစီနေပြည်သူတပ်ပေါင်းစုအားလုံးတက်ဖွယ်တာအောင်မြင်ပါစေစမိတ်ဆာများကိုမြန်ဆုံးတက်ရောက်နေပါစေတိစာဖောက်လောက်ကောင်လို့လည်းမြန်ဆုံးကြောက်ဆုံးပါစေပြည်တွင်းမှာစီးတဲ့ပြည်သူများအားလုံးစမိတ်ဆာရင်ကနေကင်းဝေးပါစေသဘောပေးအနေမှာကင်းဝေးပါစေတနိုင်ငံလုံးမှာစီးတဲ့ပြည်သူတွေတော်များအားလုံးတိစာဖောက်လောက်ကောင်ထူးကျွေးခြင်းမှာကင်းဝေးပါစေတိစာဖောက်လောက်ကောင်များပြည်သူပေါ်မှာတိစာမရှိတဲ့ဖွဲ့စည်းမှန်သမျှအမြန်ဆုံးကြဆုံးပါစေပြည်သူကျင်စာစူပါစေဒါတို့တာနော်အမေစုရဲ့ကမ်ပိန်းနော်ဆူတောင်းကမ်ပိန်းကိုမမေ့ကြပါနဲ့ပြည်သူတို့ရေနော်ကဲအောင်ဆုံးလာဆိုင်ကိုပါဒီဘိုင်